မင်္ဂလာပါရှင်မြန်မာ Worship Ministry ရဲ့ podcast ကနေကြိုဆိုပါရစေ။အခုကြားနိုင်ရမယ့်နှုတ်ပတ်တော်အဖြစ်သင်ပေါ်အပ်ွယ်ခွန်အားဖြစ်စေဖို့ယံမျှဝင့်ပါရစေ။လုံသားများကိုပြင်ဆင်လက်ခွန်အားယူကြားချက်ဖို့ယံဖိတ်ခေါ်ပါရစေ။အားလုံးကို Shalom และတခင်ရှိနာမ၌နှုတ်ဆက်ပါရစေဒီနေ့တင်ကြည့်ရှုနေတာကတော့ April လအတွက် a true special prophecy update ပဲဖြစ်ပါတယ်ကျွန်တော်တို့ခါတိုင်းလရီလိုလုပ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒီနေ့မှာတော့ထူးခြားတဲ့အစီအစဉ်မှာကျွန်တော်တို့အနေနဲ့အတူတကွလေ့လာမယ့်အရာမြောက်များစွာရှိနေတာဖြစ်တယ်ဒါကြောင့်မိသားစုများအားလုံးခွန်အားယူဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါတရားခါတိုင်းဆိုရင်တော့ကျွန်တော် teaching လုပ်ပါတယ်ဒီနေ့တော့ပြောပြမယ့်သင်ကြားပေးမယ့်အရာလည်းရှိသလိုနောက်ပြီးတော့ဆရာမကလည်းကျွန်တော်ကိုမေးခွန်းလေးတွေမေးပြီးတော့ယုံကြည်သူတွေတည်တဲ့အရာလေးတွေနဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာပြောသွားမှာဖြစ်တယ်ဆိုတာကိုပြောပြချင်တယ်။ဒါကြောင့်ပုံမှန်ထုတ်လွှင့်နေကြပုံစံမဟုတ်ဘဲနဲ့တမူထူးခြားစွာတင်ဆက်ထားပေးတယ်ဆိုတာကိုလည်းသိစေချင်ပါတယ်။ဟုတ်ကဲ့ဆိုတော့ကျွန်တော်ဒီနေ့ခုနပြောထားတဲ့အတိုင်းပဲပေါ့နော်ဆိုတော့ပိတ်သားနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ထူးဆန်းတဲ့အရာတွေကိုကျွန်တော်တို့ဒီနေ့မှာလေ့လာရမှာဖြစ်တယ်တခင်ယေရှုရုပ်တော်နဲ့ပတ်သက်ပြီးတော့မှဘာတွေရှိတာလဲဘာကအရေးကြီးတာလဲသူဖြင့်အဲ့ဒီပိတ်ချောစားကဘာဆိုင်တာလဲယုံကြည်သူတွေနဲ့ပေါ့နော်ဘလို့သက်ဆက်မှုရှိလဲဆိုတဲ့အရာများကိုကျွန်တော်တို့ဆရာအားဖြင့်ခွန်အားယူရမှာဖြစ်တယ်ဘုရားကဖွင့်ပြပေးမှာဖြစ်တယ်အာမင်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့နားလည်ဖို့ကအခုတူရင်မြို့မှာနော်ပိတ်ချောစားဒါမှမဟုတ်တချို့ကတော့တူရင်မြို့ကဝေယုံတော်စသဖြင့်အမျိုးမျိုးဘာသာပြန်ကြတယ်ပေါ့နော်ဒါမဲ့ကျွန်တော်တို့ဒီနေ့နားလည်ဖို့ကအဲ့ဒီတူရင်မြို့ကပိတ်သားစားပိတ်ချောစားကဘာကိုပြောတာလဲဒါကိုအရင်ဆုံးလေ့လာရအောင်ဒီလရဲ့ prophecy update ကိုဒီအရာအဖြစ်အထူးပဲပြောပြချင်တယ်ဆိုတော့တူရင်မြို့ကပိတ်ချောစားဆိုတာဘာကိုပြောတာလဲဆိုတော့ဒါကတူရင်မြို့မှာရှိတဲ့အသင်းတော်မှာရှိတဲ့ပိတ်ချောစားဘယ်လောက်ရှည်လဲဆိုတော့အလျားက14ပေရှိတယ်အနံက3ပေခွဲရှိတယ်ပိတ်အဝစ်စပေါ့နော်အဲ့ဒီမှာအခုတွေ့နေရတဲ့အတိုင်းပဲပုံလေးတွေရှိတယ်အဲ့ဒါကိုလမ်းကင်နေတာကတော့ဒါပုတ်ရဟန်းမင်းကြီးဖြစ်တယ်ဒီအဝစ်စကဘာကြောင့်မလို့လူသိထင်ရှားဖြစ်တာလဲဆိုရင်တော့ဒါကခရစ်တော်ကိုသကြိုခဲ့တဲ့အလောင်းတော်ကပိတ်ပစိုးနော်ဆရာကြီးယူတသားတော့ပိတ်ပစိုးလို့ပြောတယ်ဆိုတော့ဒါပိတ်ချောစဖြစ်နိုင်တယ်လို့ဒီအရာကိုယူဆတဲ့အတွက်ဒီရဲ့ပိတ်ချောစကနာမည်ကြီးတယ်လူတွေကလည်းအယံကိုတွေးကျင်တယ်အထူးသဖြင့်သိပ္ပံပညာရှင်တွေကဒီရဲ့ပိတ်စနဲ့ပတ်သက်ပြီးတော့အင်မတန်မှစိတ်ဝင်စားတယ်ဒါကိုကျွန်တော်တို့ပထမဦးဆုံးအနေနဲ့နားလည်ဖို့ဖြစ်တယ်ဆိုတာကိုပြောပြချင်တယ်ဟုတ်ကဲ့ဆိုတော့အင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့အရာဖြစ်တဲ့လေးနဲ့တဲ့အကြောင်းအရာပေါ့နော်ဒီနေ့မှာကြားမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတဲ့အခါမှာကျွန်တော်တို့လွန်ခဲ့တဲ့ဘက်ကပဲသခင်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းအကြောင်းအရာကိုကျွန်တော်တို့နေတပတ်လုံးလုံးဆွေးနွေးခဲ့ပြီးပြီပေါ့နော်။ဒါပေမဲ့ဒီနေ့ဒီချိန်မှာဆိုလို့ရှိရင်ပေါ့နော်ဒီအကြောင်းအရာဒီသခင်ယေရှုကိုအဝတ်နဲ့ပတ်ထားတဲ့ပိတ်ချောစားဆိုပြီးတော့မှလည်းပေါ့နော်တုံးသက်တဲ့အရာဖြစ်တဲ့အခါမှာပေါ့နော်အင်မတန်မှလေးနဲ့တဲ့အရာဖြစ်တယ်။ဒီချိန်ထဲမှာပဲကျွန်တော်တို့ရဲ့တာထဲမှာဒီအကြောင်းအရာကဒီတလောမှာဆိုလို့ရှိရင်အင်မတန်မှယုံကြည်သူအတိုင်းဝိုင်းထဲမှာဒါမကပဲနဲ့မယုံကြည်သူအတိုင်းဝိုင်းမှာလည်းအင်မတန်မှဒီရေပန်းစားတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့အခါမှာဒီနေ့မိသားစုတွေအားလုံးတည်ထိုက်တဲ့အကြောင်းအရာဖြစ်တဲ့အခါမှာတူရင်မျိုးမှာပိတ်ချောစားနဲ့ယုံကြည်သူဘယ်လိုဆက်ဆက်မှုရှိလဲဆိုတဲ့အရာကျွန်တော်တို့ဒီနေ့အမေးဖြေနေပေါ့နော်မိသားစုတွေအားလုံးနားလည်လွယ်အောင်လို့ကျွန်တော်တို့အနေနဲ့သူတို့ကခွန်အားယူသွားမယ်လေ့လာသွားမှာပဲဖြစ်တယ်လို့နော်ဆိုတော့ဆိုလို့ရှိရင်ဒီပိတ်စားကဘယ်လိုဖြစ်ပြီးတော့မှတူရင်ဆိုတဲ့အရာကအီတလီမှာရှိတဲ့မြို့ပေါ့နော်ဆိုတဲ့အခါမှာဒီပိတ်စားကဘယ်လိုကနေအီတလီနိုင်ငံတူရင်မြို့ကိုရောက်နေတာလဲဆိုရလေးဆရာပြောပြပေးပါဦးကျွန်တော်တို့သမိုင်းအနေနဲ့ကတော့ဒီအဝိစကနှစ်ပေါင်း2000ရှိခဲ့မယ်ဆိုရင်ဘလို့ဖြစ်ပြီးတော့ဒီလောက်နှစ်ပေါင်း2000ကြာတဲ့အချိန်မှာနောက်ဆုံးအီတလီနိုင်ငံတူရင်မြို့ကိုရောက်နေတာလဲဆိုတော့ကျွန်တော်တို့အရှေ့ပိုင်းဒီနှစ်ပေါင်း1300လောက်ကဘလို့ဖြစ်တယ်လဲဆိုတာကိုတော့မသိပေမဲ့ဒီ73ရာစုမှာဒီပိတ်စနဲ့ပတ်သက်ပြီးတော့ပထမဦးဆုံးပြောတာရဲ့ပထမဦးဆုံးလူတွေကိုချပြတာကပြင်သစ်နိုင်ငံမှာဖြစ်နေတယ်ဆိုတော့ဒါ73ရာစု1380နံပါတ်9ပေါ့နော်အဲ့ဒီလောက်တုန်းကပြင်သစ်နိုင်ငံမှာပေါ်လာတယ်ပြင်သစ်နိုင်ငံမှာစပြီးတော့ရှိတယ်ဆိုပြီးတော့ဒီမှတ်တမ်းတချို့အရာသိရတယ်အဲ့ဒီကနေ1588ရောက်လာတဲ့အခါမှာပြင်သစ်နိုင်ငံကနေ
အခုရှိနေတဲ့အီတလီနိုင်ငံတူရင်မြို့ကိုရောက်သွားတယ်ဆိုတော့ဒီနှစ်ပေါင်း2000ထဲမှာဒီရဲ့ပိတ်ချောစကမီးဘေးတွေမကြာခဏကြုံရတယ်မီးလောင်မှုတွေဒါပေမဲ့အဲ့ဒီပိတ်စမှာလည်းမီးလောင်ထားတဲ့အရာတွေအကွက်တွေရှိတယ်ပြီးကြရင်ပြပေးမယ်နော်ဆိုတော့ဒီရဲ့မီးဘေးတွေကြုံရပြီမဲ့နောက်ဆုံးမှာတော့တကယ်အရေးကြီးတဲ့ဒီပုံပေါ်နေတဲ့ဟာပေါ့နော်ဆိုတော့ဒီရဲ့ပိတ်ချောစကိုလူတွေကဘာလို့စိတ်ဝင်စားတာလဲဆိုတော့ဒီပိတ်ချောစမှာလူရဲ့ပုံတစ်ခုပေါ်တယ်ဒါပေမဲ့အဲ့ဒီပုံပေါ်တဲ့သူကရိုးရိုးလူမဟုတ်ပဲနဲ့သူ့ရဲ့ကိုယ်ခန္ဓာမှာဒဏ်ရာဘလဘွားနဲ့အသက်ခံထားရတဲ့လူရဲ့ပုံရိပ်ဖြစ်နေတယ်နောက်ပြီးတော့အဲ့ဒီထူးဆန်းတာကဆေးပကြီးတွေခြေထားတာတို့စိုးတာတို့လုံးဝမရှိပဲနဲ့အဲ့ဒီရဲ့ပိတ်စမှာအရာကြီးထင်နေတာအဲ့ဒါကသွေးနဲ့ပေါ့နော်အထူးသဖြင့်သွေးနဲ့လှုပ်ထားတဲ့သွေးနဲ့ပုံဖော်ထားတဲ့ပုံကဲ့သို့ပေါ်နေတဲ့အရာကအင်မတန်မှထူးဆန်းတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့လူတော်တော်များများကစိတ်ဝင်စားတယ်နောက်ဆုံးတော့ဒါဒီ public ကိုချပြတာပေါ့နော်ဒါကနောက်ဆုံးချပြတာလွန်ခဲ့တဲ့9နှစ်လောက်ကလို့ပြောတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့လူတွေကိုဒါမကြည့်ခိုင်းတော့ဘဲနဲ့သိမ်းထားတယ်ဆိုတဲ့အရာလည်းတွေ့ရတယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ရှင်အင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့ပိတ်ချောစာပေါ့နော်ဆိုတော့ခမဒီပိတ်ချောစာနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ဒီကျမ်းစာထဲမှာပြောတဲ့အကြောင်းအရာဆိုကျွန်တော်တို့ဖတ်လို့ရတယ်ရှင်မတ်သက်29ပိုင်ငယ်59မှာလည်းပြောထားတယ်ပေါ့နော်ကျွန်တော်တို့ဒီfour gospel ပေါ့နော်မာသဲမာကုလုကာယောဟန်ထဲမှာဆိုလို့ရှိရင်သခင်ယေရှုရဲ့လက်ဝါးကိုင်းမှာအသေးခံပြီးတော့မှသူ့ရဲ့အလောင်းတော်ကိုပိတ်ချောစာနဲ့ပိတ်စာနဲ့ပတ်ရတဲ့ဆိုတဲ့အရာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာပေါ့နော်ဒီ scholar တွေကနေပြီးတော့မှဒါကသခင်ယေရှုရဲ့အလောင်းတော်ကိုပတ်တဲ့ပိတ်စာဖြစ်နိုင်တယ်ဆိုရင်မှတို့ကတက်တည်အနေနဲ့ပြောကြတာပေါ့နော်ဆရာဆိုရင်ဟုတ်တယ်ဆိုတော့ကျွန်တော်ကျမ်းပိုက်ကိုလည်းတစ်ချက်လောက်ကြည့်အောင်လေနော်ဆိုတော့ပုံစံနှစ်ပိုင်းလေးကိုတွေ့ရမယ်เนาะကျွန်တော်ပုံလေးတွေပြမယ်ဆိုတော့ဒီပိတ်ချောစာနဲ့ပတ်သက်ပြီးတော့ကျမ်းစာဘာပြောလဲဆိုတော့မဿဲမာကုလုကာယောဟန်ခရစ်ဝင်ကျမ်း၄ခုလုံးမှာပြောတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့အချိန်အရရောကျွန်တော်နှစ်ခုပဲပြောသွားမယ်ပေါ့နော်လုကာ23မှာဆိုရင်တော့အပိုက်ငယ်90မှာထို့အချိန်အခါ၌ဖြောင့်မတ်၍သူတော်ကောင်းဖြစ်သောယောသတ်အမည်ရှိသောလွတ်တော်အဖွဲ့ဝင်တဦးရှိ၏တဲ့ဆိုတော့ဒီယောသတ်ကဆဟင်ဒရမ်လို့ခေါ်တယ်အသက်ကြီးသောသူဆိုတာဒါမှမဟုတ်ဂုံရှိသောလူ80နဲ့ဖွဲ့စည်းထားတဲ့လွတ်တော်ဒါကအဲ့ဒီဣသရေလရဲ့လွတ်တော်အဖွဲ့ဝင်တယောက်ဖြစ်တယ်ဆိုတာကျမ်းစာပြောထားပြီးတော့သူဒီလွတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်ချက်တွေကိုသဘောမတူခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ခရစ်တော်နောက်လိုက်ဖြစ်နေတယ်။ဒါပေမဲ့ तू ကလည်းတစ်ချိန်တည်းမှာပဲလွတ်တော်အဖွဲ့ဝင်ဖြစ်နေတဲ့ခါမှာ तू ကလူနည်းစုဖြစ်နေတော့လှုပ်ချင်တိုင်းနဲ့လှုပ်ခွင့်မရှိဘူးပေါ့နော်။အဲ့လိုဖြစ်နေပြီးတော့ယောသတ်ကသူဘယ်သူဖြစ်လဲဆိုတော့ယူရပီအရိမသဲမြို့သားတဲ့နော်ဆိုတော့တခါလေကျွန်တော်ယောသတ်လို့တွေ့တာ ਨੇ မေရိုမာရီရဲ့အမျိုးသားเนาะဆိုတော့သခင်ယေရှုရဲ့အဖေယောသတ်မဟုတ်ဘူးเนาะဒါကအရိမသဲမြို့သားယောသတ်ဖြစ်တယ်เนาะဆိုတော့တခါလေကျွန်တော်တို့ဟိုလာဇရုလို့တွေ့ရင်မာရိမာသရဲ့မောင်လာဇရုထင်နေပြန်ရောမဟုတ်ဘူးเนาะတခါလေမှာနာမည်ရအဲ့ဒီကာလမှာယေရှုဆိုတဲ့နာမည်ပြင်လင်ခစ်စားတဲ့နာမည်လို့ပြောတယ်ဆိုတော့ယေရှုတွေကအများကြီးရှိတယ်အဲ့ဒီအချိန်မှာဒါကြောင့်နာဇရက်မြို့သားယေရှုဆိုပြီးတော့ Jesus the Nazariteနော်အမြဲတမ်းဒီလိုမျိုးပြောကြတယ်ဆိုတော့ तू ကဖခင်ရဲ့နိုင်ငံတော်ကိုစောင့်မျှော်နေတဲ့သူဖြစ်တယ်တဲ့ကျမ်းစာဘာပြောလဲဆိုတော့ပိလတ်မင်းထံသွားပြီးတော့ယေရှုရဲ့အလောင်းတော်ကိုတောင်းပြီးလေအလောင်းတော်ကိုလဝါးကားတိုင်းပေါ်မှာချ၍ပိတ်ချောဖြင့်ပတ်ရစ်ကမိသူကိုမျှမတကြိုရသေးသောကြောက်သင်ချိုင်းကူထဲတွင်တွင်ထား၏တဲ့ဆိုတော့ဒါကလုကာရဲ့မှတ်တမ်းတင်တဲ့အရာဖြစ်တယ်ဒါပေမဲ့ဒီရှင်ယောဟန်ရဲ့မှတ်တမ်းတင်တဲ့အရာမှာကျတော့အချက်လက်လေးတစ်ခုပို့တာပေါ့နော်19ယောဟန်19အပိုင်ငယ်38မှာခုနပြောတဲ့အတိုင်းပဲအရိမသဲမြို့သားယောသတ်လို့ပြောပြီးတော့39လေးကိုတစ်ချက်ကြည့်ပေးပါအဲ့ဒီမှာဘာပြောလဲဆိုတော့ယေရှုထံသို့ယခင်ကယေရှုထံသို့ညအချိန်လာဘူးတော့နီဂေါဒင်လည်းသူကဖာရိရှဲဖြစ်တယ်ဖာရိရှဲဖြစ်ပြီးတော့ခုနပြောတဲ့လွတ်တော်အဖွဲ့ဝင်လည်းဖြစ်နေပြန်ရောဆိုတော့လွတ်တော်အဖွဲ့ဝင်2ယောက်ကယေရှုနောက်ကိုလိုက်တော်သူဖြစ်နေတယ်ဒါကြောင့်မလို့သူတို့ကဘာပြောလဲဆိုတော့အငယ်40မှာထိုသူတို့သည်ယေရှု၏အလောင်းတော်ကိုယူ၍ဂျူးလူမျိုးတို့တကြိုချင်းဆိုင်ရာဒလိထုံးစံအတိုင်းတော့ဆိုတော့ဂျူးထုံးစံနဲ့တကြိုလိုက်တယ်လို့ရှင်ယောဟန်ကပြည့်စုံကိုမှတ်တမ်းတင်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီလိုတကြိုတဲ့အခါမှာတော်တော်များများကအဝတ်ကို
ပိတ်ချောနဲ့ပတ်တယ်လို့ပြောရင်ဘာပဲတွေ့ဘူးကြလဲဆိုတော့ Egypt တွေပတ်တဲ့ဟာမာမီရုပ်လို့เนาะပတ်တီးလို့မျိုးစီးထားတဲ့ပုံစံကိုကျွန်တော်တို့ကတွေ့တတ်တယ်ဒါပေမဲ့ဒီအရာကကျွန်တော်တို့ကနားလေရမှာကပိုပတ်တီးစီးတာမဟုတ်ဘူးဆရာမကြီးဆိုတော့ပတ်တီးစီးတာမဟုတ်ဘဲနဲ့သူကခုနပုံထဲမှာတွေ့တဲ့အတိုင်းပဲပကြီးဆရာတော့ဒါမြင်တာအောင်ပုံဖော်ထားပေးတာပေါ့เนาะဆိုတော့ဒီအလောင်းကိုပိတ်ဆအစရှေးကြီး14ပေရှိတယ်အဲ့14ပေရှိတဲ့အစမှာအခုလိုမျိုးပဲအောက်ဖက်မှာတရွက်ပြီးကြရင်ခေါင်းဖက်ကနေပတ်ပြီးတော့တရွက်အဲ့လိုလှုပ်လိုက်တယ်ဒါကြောင့်မလို့ပုံမှာနှစ်ပိုင်းတွေ့ရတယ်เนาะဆိုတော့အခုဒီဥစ္စာကဒါတူရီမျိုးကပိတ်ချောစာကဘလို့တွေ့ရလဲဆိုတော့အလေတက်တဲ့ကိုကြည့်ပေးပါအလေတက်တဲ့ကိုကြည့်ရင်အဲ့မှာခောက်ရလေးတွေ့လိမ့်မယ်အဲ့ဒီခောက်ရတွေ့တဲ့အပြင်ကိုဒီညာဘက်အချမ်းမှာကြည့်လိုက်ပါလူရဲ့မျက်နာပေါ်ပြီးတော့ဘယ်ဘက်အချမ်းပုံကြတော့ခေါင်းဘက်ဆိုအနောက်ဘက်ပေါ့ပိတ်ချောစာကထဲမှာသေဆုံးသွားတဲ့သူရဲ့မျက်နာဘက်အချမ်းရဲ့နောက်ဘက်အချမ်းရဲ့နှစ်ချမ်းလုံးကိုဖော်ပြထားတာကိုတွေ့ရတယ်ဆိုတော့ဘေးမှာတခြားဒီမှာ line လို့ဖြစ်နေတဲ့နေရာတွေကမီးလောင်သွားတဲ့နေရာတွေနော်ဒါမီးလောင်ပျက်စီးသွားတဲ့နေရာတချို့ပေါ့နော်အဲ့ဒါလေးကိုတွေ့ရတယ်ဆိုတော့ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီအလေတဲတွေမှာရှိတဲ့ဒီမျက်နာတော်တို့ဒီကိုလုံးနဲ့ပတ်သက်တဲ့ဥစ္စာတွေကြတော့ကျွန်တော်တို့ဘာမတွေ့ရလဲဘူးလဲဆိုတော့အဲ့ဒါတွေကြတော့မပျက်စီးသွားဘူးပေါ့ဆိုတော့အဲ့ဒီပိတ်ချောစားက तू ကဒီဘေးပိုင်းနေတော့မီးလောင်တဲ့ထဲမှာပါသွားတာပေါ့ဒါပေမဲ့သူ့ရဲ့ဒီတကယ်ဒီအလောင်းတော်အဲ့ပိတ်ချောစားထဲမှာပတ်ထားခံရတဲ့အလောင်းတော်ကတော့ပုံမှန်တိုင်းကိုရှိနေတာပုံမှန်ပေါ့အဲ့ဒီဟာကိုနောက်ကျောကိုမျက်နှာကိုမြင်တွေ့နေရတယ်ဆိုတာတွေ့ရတယ်အင်မတန်မှထူးဆန်းတဲ့အရာဖြစ်တယ်เนาะဆိုရင်အဲဆိုလို့ရှိရင်ဒီပိတ်ချောစားကပေါ့เนาะလွန်ခဲ့နှစ်ပေါင်း2000ကျော်တုန်းကရှိခဲ့တဲ့ပိတ်ချောစားလို့ပေါ့เนาะသူတို့ကသတ်မှတ်လို့ရလားဒီချိန်ထိရှိနိုင်သေးလားအဲ့ပိတ်ချောစားက Yeah a good question တခုနားလေရမှာကဒီထက်တက်တန်းရင့်တဲ့ပိတ်ချောစားရှိသေးတယ်တခြားပေါ့နော်အဝတ်နှစ်1000လောက်ပို့ပြီးတော့ရှည်ကြတဲ့အရာလည်းရှိသေးတယ်ဆိုတော့နှစ်ပေါင်း3000လောက်ရှိတဲ့အဝတ်တောင်မှတေချာထိမ့်မယ်ဆိုရင်ရှိနိုင်တယ်ဆိုတော့ဒီပိတ်ချောစားကရှိနိုင်တယ်ဒါပေမဲ့အခုတလုံးမှာဘာကြောင့်ပြန်ပြီးခစ်စားလဲဆိုတာကိုလည်းပြောပြမယ်ဒီအရာရေပန်းစားလာတယ်နောက်ပြီးတော့ပို့ပြီးတော့သတင်းဌာနတွေကလည်းပြောလာတယ်အထူးသဖြင့်တော့ယုံကြည်သူခရစ်ယာန်ဒီ YouTuber တွေကလည်းများစွာပြောလာတဲ့အကြောင်းကဘာလဲဆိုတော့အရင်တော့ကတော့ဒီပိတ်ချောစားနဲ့ပတ်သက်ပြီးတော့တော်တော်များများကစိတ်ဝင်စားတယ်ဟာဒါကခရစ်တော်ရဲ့အလောင်းတော်တကြိုခဲ့တဲ့ပိတ်ချောစားဖြစ်နေခဲ့မယ်ဆိုရင်ဆိုပြီးတော့အထူးသဖြင့်ခရစ်ယာန်တွေကစိတ်လှုပ်ရှားတယ်အဲ့ဒါနဲ့သူတို့ကဘာလုပ်လဲဆိုတော့1980ခုနှစ်လောက်မှာအဖွဲ့အစည်းတစ်ခုဖွဲ့ပေးလိုက်တယ်အဲ့ဒီမှာသိပ္ပံပညာရှင်33ယောက်ပါတယ်ဆိုတော့ယုံကြည်သူတွေမဟုတ်ဘူးเนาะအဲ့ဒီထဲမှာလုံးဝ atheist တွေပါတယ် Jew တွေပါတယ်အဲ့လိုလူတွေအားလုံးသိပ္ပံပညာရှင်တွေထဲမှာတော့မှာတချို့ဆိုရင်nuclear နဲ့ပတ်သက်တဲ့သိပ္ပံပညာရှင်တချို့ဆိုရင်ဒီဓာတ်ပုံပညာရှင်တချို့ဆိုရင် criminology လို့ခေါ်တဲ့စုံထောက်တွေပေါ့เนาะရာဇဝတ်မှုတွေလိုက်တဲ့သိပ္ပံပညာဒါမျိုးတွေအားလုံးဖွဲ့စည်းထားတဲ့အဖွဲ့ကပိတ်ချောစာကိုတဲ့ကျွန်တော်ကြားသလောက်ဆိုရင်သူကစစ်ဆေးရမယ်ဆိုတော့သူကအယံဝမ်းတာပေါ့ဟာဘာလို့လဲဆိုတော့သူကဒီဟာကတော့ကွာငါတို့အီတလီကို free သွားရတော့မယ်ငါတို့လေယာဉ်စီးပြီးတော့အခမဲ့ပေါ့နော်ဟို holiday သွားရတော့မယ်ငါတို့ဒါမိနစ်20လောက်ကြည့်လိုက်မယ်ဆိုရင်သိပြီအဖြေရပြီဒါထွေထူးပြောစရာမလိုဒါဆိုပြီးတော့သူတို့မဖြစ်နိုင်ဘူးဆိုပြီးတော့သွားခဲ့ပြီမယ်တဲ့တရက်ကုံသွားချင်းဘယ်သူမှမရည်နိုင်တော့ဘူးတဲ့အဲ့ဒါနဲ့သူတို့ကအားလုံးကဟာဒါကြီးကတအားထူးဆန်းတာပဲဆိုပြီးတော့သူတို့ကဒီအရာကိုတွေ့သွားတယ်ဒါပေမဲ့အဲ့ဒီတွေ့ရှိချက်ကနေတခုဖြစ်သေးတာပါလဲဆိုတော့သူတို့ကဟုတ်ပြီဒါဆိုရင်ဒါကနှစ်ပေါင်း2000ကြာမကြာစမ်းသပ်ကြည့်မယ်ဆိုပြီးတော့သူတို့ carbon dating လို့ခေါ်တယ်အဲ့ဒါကဘာလဲဆိုတော့ carbon drug နဲ့ဒီရဲ့ပိတ်စရဲ့သက်တမ်းကိုတိုင်းတာဝါးအဲ့ဒါကိုတိုင်းတဲ့အခါမှာသူတို့ကဘာလုပ်လိုက်လဲဆိုတော့အဲ့ဒီရဲ့အစရဲ့ဒေါင်းလေးတစ်နေရာကိုဖြတ်လိုက်တယ်ဖြတ်ပြီးတော့အဲ့ဒါကိုစမ်းသပ်တယ်ဒါမဲ့အဲ့လိုစမ်းသပ်လိုက်တဲ့အခါမှာသူတို့အဖြေပါထွက်လာလဲဆိုတော့ဒီပိတ်စကနှစ်ပေါင်း900ပဲရှိသေးတယ်နှစ်ပေါင်း2000မဖြစ်နိုင်ဘူးနှစ်ပေါင်း900ပဲရှိသေးတယ်လို့မှတ်တမ်းသူတို့ကထုတ်လိုက်တော့အဲ့ဒီနောက်ပိုင်းမှာဘယ်သူမှကစိတ်ဝင်စားတော့ဒါသခင်ယေရှုနဲ့မဆက်ဆိုင်တော့ဘူးဆိုပြီးတော့ဒီကိစ္စကဖြစ်သွားတယ်
ဒါပေမဲ့ထူးဆန်းတာကဘာလဲဆိုတော့ ဟုတ်ကဲ့ ပိတ်စနဲ့ပတ်သက်ပြီးတော့အခုနောက်ပိုင်းမှာပြန်ပြီးတော့သူတို့ကစမ်းသပ်မှုတစ်ခုလုပ်တယ်အဲ့ဒါကဘာလဲဆိုတော့ X-ray သူတို့ကဒီ X-ray ဆိုတာကတော့ဓာတ်မှန်ပေါ့ဓာတ်မှန်ရိုက်တဲ့နည်းပညာတစ်ခုအဲ့ဒါကဘာလဲဆိုရင်တော့ဒီအဝိစကိုဓာတ်မှန်ရိုက်ပြီးတော့ဒီအဝိစတစ်ခုရဲ့ဟောင်းနွမ်းမှုနှုံးကိုတိုင်းလို့ရတယ်။ Wow ဆိုတော့ခက်မီတိုးတက်လာတာနဲ့အမျှသူတို့ကစမ်းသပ်မှုတွေပြန်ပြီးမှလှုပ်လာတဲ့ခါမှာအဖြေနောက်ထပ်ပြန်တွေးလာတဲ့အခြေအနေပေါ့နော်ဒီဟုတ်တယ်ဆိုတော့အဲ့ဒီအဝိကိုဘလောက်ဟောင်းနွမ်းမှုနှုံးရှိသလဲလို့တွက်လိုက်တဲ့ခါမှာနှစ်ပေါင်း2000ကျော် Wow နှစ်ပေါင်း2000ဖြစ်နေတယ်ဆိုတော့ဒါကြောင့်မလို့သူတို့ကနှစ်ပေါင်း2000ကျော်ဖြစ်နေတဲ့အခါမှာဒီရဲ့အရာနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့စိတ်ဝင်စားမှုလည်းရှိသလိုဒီဟာနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့ပို့ပြီးသိကျင်တယ်ဆိုတော့ဒီအဝတ်မှာအခုမြင်ရတဲ့အတိုင်းပဲဘာတွေ့ရလဲဆိုရင်မျက်နှာရုပ်လေးတွေ့ရမယ်ပြီးရင်အဲ့ဒီရင်ပတ်နေရာကိုကြည့်ကြည့်ရဆိုရင်အရှိုးရတယ်တွေ့ရတယ်အဲ့ဒီအရှိုးရတယ်အဲ့ဒီအရှိုးရတွေကညာတကူလုံးအပြည့်အရှိုးရဖြစ်ပြီးတော့အဲ့မျက်နှာမှာဒီမဲနေတဲ့နေရာလေးတွေချို့တွေ့ပါလိမ့်မယ်နော်နှစ်ဖူးနေရာတွေမှာအဲ့ဒါကသွေးဆက်တွေဖြစ်တယ်အဲ့ဒီအရာကသွေးတွေနဲ့ကြတော့ဒီပုပ်ကိုကအခုတကြိုခံရတဲ့ဒီအလောင်းထဲမှာရှိတဲ့ပုပ်ကိုဟာရက်ဆက်ကိုအနှိမ့်ဆက်ခံရပြီးတော့အသက်ခံထားရတယ်ဆိုတာညင်းလို့မရဘူးအဲ့ဒါသိပ္ပံပညာရှင်တွေကသူတို့အများကြီးကြည့်လိုက်တယ်ဒါမဲ့ထူးဆန်းတာကဘာလဲဆိုတော့အဲ့ဒီရဲ့ပိတ်ချောစာမှာသူ့ရဲ့ပုံကတဲ့10ပေအကွာလောက်ကနေကြည့်မှမြင်ရတယ်10ပေထက်နီးကြည့်ရင်လည်းမမြင်ရတော့ပြန်ဘူး10ပေထက်ဝေးပြီးကြည့်ရင်လည်းမမြင်ရတော့ပြန်ပဲနဲ့10ပေကနေကြည့်တဲ့အခါမှာအဲ့ဒီပုံကိုကောင်းကောင်းတွေ့ရတယ်ဆိုတာတွေ့ရတယ်အခုဒီမှာကြည့်ပါအောင်နော်ဒါကြောင့်မလို့ဒီမှာရှိတဲ့ပုံနော်ရေးလေးဖြစ်နေလိမ့်မယ်တချို့တွေဖုန်းနဲ့ကျွန်တော်ကြည့်ရတဲ့အခါမှာတော့ရေးလေးဖြစ်နေမယ်ဒါပေမဲ့သိချာကြည့်လိုက်ရင်လူရုပ်တွေ့ရတယ်သပင်ရှည်တာကိုတွေ့ရတယ်မုတ်စိတ်မွေးပါတာကိုတွေ့ရတယ်ပြီးရင်ခေါင်းမှာဒဏ်ရာအပြည့်ရှိတယ်တကိုယ်လုံးမှာဒဏ်ရာအပြည့်ရှိနေတဲ့အရာကိုတွေ့ရမှာဖြစ်တယ်နောက်ပြီးရင်သူ့ရဲ့လက်မှာအဲ့ဒီလက်နော်လက်ညာဖက်မှာဆိုရင်လေသူကညာဖက်ချမ်းလေးကိုကြည့်တဲ့အခါမှာအဲ့ဒီလက်ရဲ့လက်ပေါ်မှာလက်ကောက်ဝတ်နေရမှာသွေးတွေအကြီးအကျယ်ထွက်ပြီးတော့ဒဏ်ရာရတဲ့နေရာကိုလည်းတွေ့ရတယ်။ဒါကြောင့်မလို့သူတို့ကဘာကောက်ချက်ချလိုက်လဲဆိုတော့အသက်ခံရတဲ့ပုဂ္ဂိုလ်ဟာယောမဒီရဲ့ကားစဉ်တင်တတ်တဲ့နီးနဲ့အသက်ခံထားရတဲ့သူဖြစ်တယ်ဆိုတာကိုကောက်ချက်ချလို့ရတယ်။နောက်တစ်ခုဒီထဲမှာအရန်ထူးဆန်းတာတစ်ခုကပါလဲဆိုတော့သူတို့ဓာတ်ပုံကိုသူတို့စမ်းသပ်မှုတစ်ခုလုပ်တယ်။ဒါက1988တုန်းကစမ်းသပ်မှုလုပ်တာ။အဲ့ဒီတော့ကနီးပညာနဲ့စမ်းသပ်မှုလုပ်တဲ့အရာတော်မှာဘယ်လောက်ထိထူးဆန်းသွားလဲဆိုတော့ဒီရဲ့ပုံကိုသူတို့ကဘာလုပ်လဲဆိုတော့ဒီအာကာသကနေကဘာမြေကြီးကိုပေါ့နော်ကျွန်တော်အာကာသကနေကဘာမြေကြီးကိုဓာတ်ပုံရိုက်ပြီးတော့အဲ့ဒီဓာတ်ပုံကို VP8 ဆိုတဲ့နီးပညာနဲ့ပေါ့နော်သူတို့ကပုံဖော်တာဥပမာကျွန်တော်တို့ကဓာတ်ပုံတစ်ပုံရိုက်လိုက်တယ်ဆိုရင်အဲ့ဒီဓာတ်ပုံကဖောင်းကြွမနေဘူးလေနော်ကျွန်တော်ဓာတ်ပုံကဖောင်းကြမနေဥပမာကျွန်တော် passport ပုံရိုက်တယ်ဆိုရင်ကျွန်တော်တို့ပုံတော့မြင်တွေ့ရတယ်ဒါပေမဲ့ဖောင်းကြွနေတာတွေပါမတွေ့ရဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီ VP8 နီးပညာနဲ့ကြတော့ဒီဓာတ်ပုံကိုထည့်လိုက်တဲ့အချိန်ကျရင်ဘယ်နေရာကဖောင်းတင်တယ်လဲဘယ်နေရာကခြိုင်းတင်တယ်လဲပေါ်တယ်သူတို့ဘယ်နေရာမှာသုံးလဲဆိုတော့အာကာသကနေကဘာမြေကြီးကိုဓာတ်ပုံရိုက်တဲ့ဓာတ်ပုံမှာဘယ်နေရာကတောင်တန်းနေလဲဘယ်နေရာအကြိုက်ဝမ်းလဲပေါ်ခြင်းတဲ့နီးပညာဖြစ်တယ်။ဒါပေမဲ့ထူးဆန်းတာကရိုးဓာတ်ပုံကိုထည့်လိုက်မယ်ဆိုရင်တဲ့ဒီအရာကတဲ့တော်ရုံပုံဆိုပုံတော့ပေါ်ပေမဲ့ဟိုအစီလျော်မတည့်တဲ့ပုံတွေထွက်ပေမဲ့တဲ့ထူးဆန်းတာကအခုကျွန်တော်တို့တွေ့ခဲ့တဲ့ဒီဓာတ်ပုံကိုအလောင်းတော်ကိုရိုက်ထားတယ်ပေါ့နော်ပိတ်ချောရိုက်ထားတဲ့ပုံကိုထည့်လိုက်တဲ့အခါမှာရုပ်ကဖောင်းကြွပြီးတော့ပေါ်လာတာတွေ့ရတယ်တဲ့ကြည့်ပေးပါနော်အပေါ်ပုံလေးညာဘက်အချမ်းမှာလူရဲ့မျက်နှာလိုမျိုးပေါ်နေတာကိုတွေ့ရတယ်ပြီးရင်ကိုယ်ခန္ဓာလက်တွေရှိတဲ့နေရာတွေခြေထောက်တွေရှိတဲ့နေရာတွေအဲ့ဒီနောက်ပိုင်းမှာတကဘာလုံးရဲ့စိတ်ဝင်စားမှုကိုအထူးခံစားရတယ်ဘာကြောင့်မလို့ဒီရဲ့ပိတ်ချောစားကဖောင်းကြွနေတာလေဖောင်းကြွနေဖို့မဟုတ်ဘူးပေါ့ဆိုတော့အဓိကတော့3 dimension လို့ခေါ်တယ် 3D ပုံစံဖြစ်နေတာရိုးပုံဆိုရင်ဓာတ်ပုံဆိုရင် 3D ဖြစ်လို့မရအောင်ဖြစ်ဖို့မရှိဘူးမျက်နှာပြင်တစ်ခုတည်းပဲဖြစ်နေတယ်ဒါပေမဲ့အခုကြည့်တဲ့အခါမှာ 3D ပုံစံဖြစ်နေတယ်အဲ့ဒီနောက်ပိုင်းမှာ
အများရဲ့စိတ်ဝင်စားခြင်းကိုအထူးခံစားရတယ်ဆိုတာကိုသိရတယ်ဆိုတော့အဲ့ဒါလေးအကြောင်းကိုလည်းအရင်ဆုံးပြောပြချင်တယ်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ဒီပိတ်ချောစကသခင်ယေရှုကိုပေါ့နော်တကြိုတဲ့ချိန်မှာပတ်ရက်ခဲ့တဲ့ပိတ်ချောစဆိုရင်မှပြောနိုင်တဲ့အချက်တွေရှိမလားသခင်ယေရှုကိုပေါ့နော်ပတ်ထားတဲ့အရာဟုတ်တယ်ဆိုတဲ့သက်သေရှိမလားဆရာအဲ့ဒါ very good question ပါဘာကြောင့်လဲဆိုတော့ဒီပိတ်စနဲ့ပတ်သက်ပြီးတော့ဒါကတကြိုထားတဲ့ပိတ်စတွေနဲ့ပတ်သက်ပြီးတော့ဒီပိတ်စတစ်ခုတည်းပဲရှိခဲ့ဘူးတာမဟုတ်ဘူးအများကြီးရှိခဲ့ဘူးလေဆိုတော့အများကြီးရှိခဲ့ဘူးတော့သူတို့ကဒါကတော့တိတ်မထူးဆန်းဘူးပေါ့ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီတကြိုတဲ့ပိတ်ချောစတိုင်းမှာအခုလိုမျိုးပုံပေါ်လေးမရှိဘူးအဲ့ဒါနောက်ပြီးရင်ဖောင်းကြွနေတဲ့အရာလည်းဖြစ်နေပြန်ရောဒီလိုမျိုးပိတ်ချောစတွေအများကြီးရှိဘူးပေမဲ့အခုလိုမျိုးကမရှိဘူးအဲ့ဒါကကိုကထူးဆန်းတဲ့အချက်ဖြစ်တယ်เนาะဒါကနောက်တစ်ခုကနားလည်ဖို့ကဒီပိတ်ချောစနဲ့ပတ်သက်ပြီးတော့ကဘာမှာဒီရဲ့ရှေးဟောင်းပစ္စည်းလေ့လာမှုကိုလုတ်တဲ့အဲမှာအများဆုံးလုတ်တဲ့အရာဘယ်တစ်ခုဖြစ်မှာတဲ့လဲဒီရဲ့ပိတ်ချောစဖြစ်မှာရှေးဟောင်းပစ္စည်းတွေအများကြီးရှိပါတယ်အဲ့ဒီအရာကိုလေ့လာတဲ့သူကိုစိတ်ဝင်စားတဲ့သူကိုအဲမှာစမ်းသပ်မှုအလောက်ခံရဆုံးသောရှေးဟောင်းပစ္စည်းရလည်းဖြစ်နေတယ်ဆိုတော့ဒါကသခင်ယေရှုရဲ့ပိတ်ချောစများဖြစ်နေမလားကျွန်တော်တချို့ကျမ်းပိုက်လေးနဲ့ရှင်းပြချင်တယ်ဟုတ်ပြီကျွန်တော်တို့ကတော့သိပ္ပံပညာရှင်တွေကတော့လေဒီအရာကိုတွေ့တဲ့အခါမှာဒါကတော့ဒီအချက်တွေသူတို့ပြောလိုက်မယ်ဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းမြင်ဘူးတာမဟုတ်တဲ့အခါမှာပြောရတာတော့ခက်တယ်ဒါပေမဲ့သိချတာတော့တကြိုခံထားတဲ့ပုံကိုနဲ့ကျမ်းစာတွေကပြောတဲ့အရာနှစ်ခုကိုကျွန်တော်နှိုင်းယှဉ်ကြည့်အောင်ဒီတကြိုထားတဲ့သူရဲ့ကိုယ်ခန္ဓာမှာเนาะဘာတွေ့ရလဲဆိုတော့ဒဏ်ရာဘလဘွားတွေရိုက်ထားတယ်ဆိုတာကိုတွေ့ရတယ်အဲ့လိုတွေ့ရတဲ့အခါမှာသူတို့ကအဲ့ဒီဒဏ်ရာတွေအားလုံးကိုရေတွက်ကြည့်တယ်ရေတွက်ကြည့်ပြီးတော့အဲ့ဒီအရှိုးရာတွေအားလုံးကိုပြန်ပေါ်အောင်ဆိုပြီးတော့ဒီအခုပုံမှာသူတို့အရှိုးရာတွေမြင်တင်ရတဲ့နေရာတွေကိုပေါ်အောင်ဆိုပြီးလှုပ်ထားတဲ့အခါမှာဘယ်ဘက်တစ်ချမ်းကဒါမျက်နှာဘက်အချမ်းဖြစ်တယ်ရင်ဘက်ဖက်အချမ်းဖြစ်တယ်ညာဘက်အချမ်းကခေါင်းနောက်ခေါင်းနဲ့ဒီကြောကုန်းဖက်အချမ်းဖြစ်တယ်ကြည့်ပါအဲ့ဒီမှာတွေ့ရတဲ့ဒီတကြိုခံထားတဲ့ပုံကိုရဲ့ကိုယ်ခန္ဓာမှာဒဏ်ရာဒဏ်ချက်ပေါင်းဘယ်လောက်ရှိလဲဆိုတော့900ရှိတယ်ဝေါ900ရှိတယ်အရင်တော့ကတော့သူတို့ကဒဏ်ရာပေါင်း300ကျော်လို့ပဲတွေးပြီးမဲ့နောက်ပိုင်းတွေးရှိချက်တွေနဲ့ပြန်လေ့လာတာနည်းပညာတွေတိုးတက်လာတဲ့အရာလေ့လာတဲ့အခါမှာဒဏ်ရာပေါင်း900ကျော်ရှိနေတာကိုတွေ့ရတယ်။ဘာကြောင့်အဲ့လိုဖြစ်တာလဲဆိုရင်အထူးသဖြင့်ရိုက်တဲ့လက်နက်ကအခုဒါเนาะကျွန်တော်မကြာခဏလေးပြောပြဖို့ပါတယ်။ယောမတွေရဲ့ကြာပုတ်ဆိုတော့เนาะကျွန်တော်တို့ကကြာပုတ်လို့တွေးတဲ့အခါမှာခေါင်းထဲမှာမမြင်ဘူးပေါ့။ရိုက်ပြီးတော့သုံးတဲ့ကြာပုတ်ကတခုမှဆိုရင် तू ကကျိုးအမြင်3ခုပါတယ်။ပါတဲ့အပြင်ကိုဒီရဲ့ထိပ်ဖျားမှာခဲသည်နှလုံးစီထည့်ထားတယ်เนาะဆိုတော့တခါလေမှာတော့တချို့သူတို့အဲ့လိုတန်တို့စသဖြင့်ထည့်ဒီမှာတော့ခဲသည်ထည့်ထားတာကိုတွေ့ရမယ်အဲ့ဒါနဲ့ရိုက်တာဆိုတော့တော်တော်များများကအဲ့ဒါနဲ့ရိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုရင်မလွန်မြောက်နိုင်ဘူးလို့ပြောတယ်ရိုက်ချက်ကိုလေဒါရိုက်ပြီးရင်တိတ်သွားကြတာများတယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီမှာရိုက်ထားတဲ့ဒဏ်ရာဘယ်လောက်ထိများလဲဆိုတော့2ယောက်ကရိုက်တယ်ဆိုတဲ့သက်သေထောက်ထားရှိတယ်။ဘာကြောင့်လဲဆိုတော့တချို့ရိုက်တဲ့အချိုးရာနဲ့ဘယ်ဘက်နဲ့ညာဘက်ရိုက်တဲ့ပုံစံမတူဘူး။တစ်ယောက်ကအရက်ပုံမြင့်တယ်လို့တွေ့ရတယ်။အရက်ပုံမြင့်တဲ့သူရဲ့ရိုက်ချက်ကပိုပြီးတော့ပြင်းထန်တာကိုတွေ့ရတယ်။ပြင်းထန်တဲ့အပြင်ကိုအဲ့ဒီဒဏ်ရာတိုင်းမှာအဲ့ဒီရဲ့အပေါက်ရာခဲသီးရာလေနှစ်ခုကပါနေတယ်ဆိုတော့အနည်းဆုံးအချက်120စီရိုက်တာဖြစ်နိုင်တယ်လို့သုံးသပ်တယ်ဒါကြောင့်လေဒါနဲ့ရိုက်တဲ့အခါမှာအများကြီးပါနောက်ဒီအရာကသူနောက်ပိုင်းတွေးရှိချက်မှာဘာတွေ့ရလဲဆိုတော့အဲ့ဒီသကြိုလိုက်တဲ့အလောင်းရဲ့မျက်စိမှာသူတို့ကဘာထားလဲဆိုတော့ပတ်စံထားတယ်ပတ်စံဘာကြောင့်ထားလဲဆိုတော့မျက်စိပိတ်နေအောင်လို့ဆိုတော့မျက်ခုံကိုဖိထားတယ်เนาะဆိုတော့အကျွေစိတ်ပေါ့အကျွေစိတ်ကိုเนาะပတ်စံဆိုတာတဲ့အဲ့တော့အကျွေစိတ်လေးကိုထားတယ်ပေါ့ထားတဲ့ခါမှာအဲ့ဒီအကျွေစိတ်ကဘာ
ဘာသွားတွေ့ရလဲဆိုတော့အဲ့ဒီထဲကတစ်ခုကပိလတ်မင်းလက်ထက်က3နဲ့အကျွေးစေးဖြစ်နေတယ်ဒီဟာကလေအရန်ကိုထူးဆန်းတဲ့တွေ့ရှိချက်ဖြစ်တယ်ဆိုတော့ဒီနေ့ဒီရဲ့ခေါင်းကိုတစ်ချက်ကြည့်ပေးပါအဲ့ဒီခေါင်းရဲ့အရှေ့ပိုင်းမှာရိုက်ထားတဲ့ဒဏ်ရာရှိတယ်အနောက်ဘက်မှာလည်းကြည့်ပေးပါဆိုတော့အဲ့မှာဒီဖြူဖြူတွေ့နေရနေရာကဘာတွေလဲဆိုတော့သွေးတွေအဲ့ဒါသွေးကြတဲ့နေရာတွေဖြစ်တယ်အဲ့ဒီသွေးကသူတို့ကပြန်ပြီးတော့ပုံဖော်ထားတဲ့အရာကဒီမှာကြည့်ပါဦးဒီလောက်ထိကိုหนีရဲနေတာဆိုတော့အဲ့လောက်ထိကိုหนีရဲပြီးတော့သွေးကြတာဘာကြောင့်လဲလို့ပြောတဲ့အခါမှာကျွန်တော်တို့တော်တော်များများမသိတာကစူရစ်တရဖူဆိုရင်ခေါင်းနားမှာပတ်ထားတဲ့အစည်းလေးလို့ထင်တယ်တကယ်တော့တကယ်သုံးခဲ့တဲ့စူရစ်တရဖူကအုတ်ထုတ်လိုမျိုးဖြစ်တယ်ဆိုတာကိုသူတို့တွေ့ရတယ်အဲ့ဒီအုတ်ထုတ်မှာရှိတဲ့စူရစ်စူးတွေအခုမြင်တွေ့ရနိုင်မယ်အဲ့ဒါကအစူးတစ်ချောင်းတစ်ချောင်းက3လက်မရှိတယ်ဒီရဲ့စူးပင်ကဘယ်ကရလဲဆိုတော့ Bethlehem Thorns လို့ခေါ်တယ် Bethlehem မြို့ကစူးကြုံလို့နာမည်ရှိတယ်ဆိုတော့အဲ့ဒါရဲ့ထိုးချက်ကခေါင်းမှာဒဏ်ရာပေါင်း90ထက်မနည်းလို့ပြောပါတယ်ခေါင်းမှာချင်းခေါင်းမှာအပေါက်ပေါက်သွားတဲ့အရာ90ထက်မနည်းလို့ပြောတယ်နောက်ပြီးရင်နဘေးတော်ကိုလှန်နဲ့ထိုးလိုက်တယ်လို့ပြောတဲ့သုံးခဲ့တဲ့အရာအတိုင်းပဲပြန်လှုပ်ထားတယ်အဲ့ဒီမှာလှန်ဘေးမှာတွေ့ရပါလိမ့်မယ်အဲ့ဒါကသုံးသွားတဲ့ယောမတွေရဲ့နဘေးတော်ကိုထိုးတဲ့လှန်တော်အရာဖြစ်တယ်လို့ပြောပါတယ်ဆိုတော့ဒါကိုကြည့်ချင်းအပြင်ဘာတွေ့ရလဲဆိုတော့သူထိုးလိုက်တဲ့နေရာကညာဘက်မှာရှိတယ်ဒီနန်ယိုးနံပါတ်5နဲ့နံပါတ်6ဂျားကိုထိုးလိုက်တယ်လို့ပြောပါတယ်เนาะဆိုတော့နံပါတ်5နဲ့နံပါတ်6ဂျားထဲမှာထိုးတယ်ဆိုတော့ကျွန်တော်တို့ဒီပုံတွေကိုကြည့်တဲ့အခါမှာအလောင်းတော်ပေါ့เนาะဒီအလောင်းရဲ့ဖြစ်နေတဲ့ဒဏ်ရာတွေကဘာသွားတွေ့ရလဲဆိုတော့ကျမ်းစာထဲမှာဖြစ်တဲ့အရာတွေသူတို့သုံးတဲ့ဟာအယမ်းကိုစင်တူပါတယ်လို့သုံးတယ်ဆိုတော့သိပ္ပံပညာရှင်တွေကတော့ဒါဖြစ်တယ်လို့မပြောဘူးပေါ့နော်အယမ်းကိုစင်တူပါတယ်ဆိုပြီးတော့သူတို့ကောက်ချက်ချတယ်ဆိုတော့ကျွန်တော်တို့တွေတစ်ချက်ပြန်လဲပြီးတော့ကြည့်ရအောင်အဲ့ဒီလှန်နဲ့ထိုးလိုက်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်သွားလဲဆိုတော့အငယ်44မှာမာကု15:44မှာပိလတ်မင်းသည်ယေရှုသေဆုံးပြီလို့ဟုအံ့ဩတယ်ဆိုတော့တော်ယုံတန်ယုံကအသက်မထွက်ဘူးအကြာကြီးထားတာမြင်းပြီးတော့တတ်တာနာကျင်ခံစားတာအတိုင်းအစမဲ့နာကျင်ခံစားအောင်လို့လှုပ်တဲ့လူတတ်နီးဖြစ်တယ်ယောမရီရဲ့ကားစဉ်တင်တတ်တဲ့နီးอ่ะအဲ့ဒါပေမဲ့ထူးဆန်းတာကပိလတ်မင်းကယေရှုသေသွားပြီလို့အဲ့ဒီနေ့မှာနေ့မကူးလိုက်တော့အယံ့အံ့ဩသွားတယ်အချက်ကတော့အကြောင်းကတော့ဒီရဲ့ညာဘက်မှာထိုးလိုက်တာကြောင့်သွေးနဲ့ရေထွက်တယ်ဆိုပြီးတော့ကျမ်းစာကပြောတဲ့အရာအဲ့ဒီမှာသေသွားပြီလားလို့တတ်မှုကိုမေးတဲ့အခါမှာတတ်မှုကလည်းဟုတ်တယ်လို့ပြောတယ်ပြီးတော့မှအရိမသဲယောသတ်ကိုဒီအလောင်းတော်ပေးလိုက်လို့ပိတ်ချောနဲ့ပတ်ရစ်ပြီးတော့ကြောက်ဆောင်လိုက်ထွင်းထားသောသင်္ချိုင်းကူဆိုတော့အဲ့ဒီမှာသွားထည့်လိုက်တာဝါဆိုတော့သိပ္ပံပညာရှင်တွေဒီခက်ကာလမှာပေါ့နော်ဒီသိပ္ပံပညာတိုးတက်တာနဲ့အမျှပေါ့နော်ဒီပိတ်ချောစမှာဖြစ်ပျက်တဲ့အကြောင်းအရာတွေကိုပို့ပြီးမှနားလည်ခွင့်ရရှိသွားတာပေါ့နော်မှန်တယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုတော့အဲ့ဒီမှာအရန်ထူးဆန်းတာဒီပုံမှာတွေ့ရတဲ့သူရဲ့မုတ်စိတ်ကအပြတ်ခံထားရတယ်ဝါဒီမုတ်စိတ်မွေးကအပြည့်မဖြစ်နေဘဲနဲ့အလယ်မှာပြက်နေတယ်အဲ့ဒါဘာကြောင့်ပြက်တာလဲကျမ်းစာကဘာပြောလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်အောင်ကျမ်းစာဘာပြောလဲဟေရှာ50ထဲမှာအပိုင်ငယ်9နဲ့6မှာဖျားရှင်ထာဝရဘုရားသည်နာခံတတ်သောသဘောကိုပေးတော်မူသဖြင့်ငါသည်ဖီဆန်ခြင်းမပြုကြောခိုင်း၍မသွားရိုက်နှက်သူတို့အားငါကြောကိုပေး၏မုတ်စိတ်ဆွဲနှုတ်သူတို့အားငါပါကိုပေး၏အာမင်တွေ့လားဒါကြောင့်မလို့မုတ်စိတ်ဆွဲနှုတ်တဲ့သူတွေကိုလည်းငါပါကိုပေးလိုက်တယ်လို့ဟေရှာယကနှစ်ပေါင်းယာနဲ့ချီပြီးကြိုပြောတာကဒါကြောင့်မလို့အဲ့ဒီရဲ့ပုံကိုသွားကြည့်တဲ့အခါမှာတဲ့မုတ်စိတ်ကလည်းပြုတ်နေတယ်ကျွန်တော်နားလေရမှာပါလဲဆိုတော့ယေရှုခရစ်ကနာဇရိလူအဖြစ်ခံယူတယ်ဆိုရင်အမွှေးတွေရေခွင်မရှိဘူးဆိုတော့သူတို့သပင်လည်းအရှည်ကြီးထားတယ်နောက်ပြီးရင်ထူဆန္ဒကမုတ်စိတ်လည်းအရှည်ကြီးပတိုင်းမွေးတွေလည်းအရှည်ကြီးထားတယ်ဒါပေမဲ့အဲ့ဒီလူရဲ့မုတ်စိတ်ကြီးကအလယ်မှာပြက်နေတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီမှာမသဲထဲမှာဒါကိုမှတ်တမ်းတင်တယ်ယေရှုကိုထိုးကြတယ်တဲ့။လုံကြတဲ့အခါမှာနှိပ်စက်တဲ့အခါမှာစော်ကားတဲ့အနေနဲ့ဒါကိုလည်းဆွဲထုတ်ပလိုက်တာ။အဲ့ဒါကိုလည်းကြိုတင်ပြီးတော့ရေးထားတယ်ကျမ်းစာ။
ဆိုတော့သခင်ယေရှုခရစ်တော်ရဲ့အသေးခံခြင်းခုလုံးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီပိတ်ချောစမှာဖြစ်ပျက်တဲ့အရာတွေကကျမ်းစာထဲမှာရှိတဲ့အရာတွေနဲ့တိုက်ရိုက်နီးပါးကိုဆက်ဆက်နေတဲ့အခါမှာဒါသခင်ယေရှုခရစ်တော်ရဲ့ပိတ်ချောစလို့ပြောလို့ရမလားဆရာပြောလို့ရတယ်နောက်ပြောလို့ရနိုင်တဲ့အဓိကအရေးကြီးတဲ့အချက်တစ်ခုလည်းကျွန်တော်ပြောပြချင်တယ်အဲ့ဒါပါလဲဆိုတော့ဒီထဲမှာအခုဘာတွေ့ရလဲဆိုတော့ဒီပိတ်ချောစမှာသွေးစွန်းနေတာเนาะဆိုတော့ဒီရဲ့သွေးစွန်းနေတဲ့အရာကိုသူတို့ဒါdigital camera တွေမပေါ်သေးဘူးမပေါ်သေးတဲ့အချိန်1980နဲ့မှ8ခုနှစ်တုန်းကဓာတ်ပုံမှတ်တမ်းအဲ့ဒီဓာတ်ပုံမှတ်တမ်းမှာသွေးကထူးဆန်းတာကအဲ့ဒီပိတ်ချောစသွေးကတအားနေတယ်ဝေါဆိုတော့တော်ယုံတန်ယုံလူတွေကသွေးထွက်ပြီးရင်သွေးကမဲသွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုယ်ခန္ဓာကထွက်တဲ့သွေးကဒီအနာကိုသူ့အလိုလိုကျက်စေဖို့เนาะပြီးရင်သွေးတိတ်စေတဲ့ဓာတ်ပါတယ်။ဓာတ်ပါတဲ့အတွက်ကြောင့်မလို့သွေးတွေကပုတ်မဲမဲကြီးဖြစ်သွားတာမျိုးများတယ်။ဒါပေမဲ့ထူးဆန်းတာဘာကြောင့်မလို့ဒီပိတ်စပေါ်ကသွေးကြတော့หนีလဲဆိုရင်အဲ့ဒီကဘာလဲဆိုတော့သူတို့ရဲ့သွေးစစ်တဲ့ထဲမှာတွေ့ရှိတဲ့အရာတစ်ခုကဘာလဲဆိုတော့အဲ့ဒီသွေးထဲမှာ bilirubin เนาะ bilirubin ဒီထဲမှာဆရာဝန်တွေပိုင်သိပါလိမ့်မယ်အဲ့ဒါကဘာလဲဆိုတော့သွေးကိုหนีစေတဲ့ဓာတ်เนาะဆိုတော့အဲ့ဒီသွေးကိုหนีစေတဲ့ဓာတ်ကအများကြီးပါနေတယ်လို့ပြောတယ်ဒါပေမဲ့ဒီမှာနားထောင်ကြည့်ပါဘာကြောင့်သွေးကိုหนีစေတဲ့ဓာတ်အများကြီးပါလဲသိလားဆရာမအဲ့ဒီသွေးကိုအရန်နေစေတဲ့ဓာတ်ပါတဲ့အကြောင်းကအထဲကကလီစာတွေပျက်စီးတဲ့သူကပဲထုတ်လို့ရှိတယ်။နှလုံးပျက်စီးသွားတယ်။ဟုတ်ကဲ့။ပြီးရင်သူ့ရဲ့အတွင်းကကလီစာတွေပျက်စီးတဲ့သူအထူးသဖြင့်ရဆက်ဆက်နှိပ်စက်ခံရပြီးတော့ trauma လို့တောင်သုံးတာပေါ့။အဲ့ဒီလူကပဲဒီသွေးအနီကိုထုတ်တယ်။ဝေါ။အဲ့ဒီတစ်ချက်သေးနဲ့တည်းရောသိချသွားတာကဒီသူကငါတို့လွန်ကျူးသောအပြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံရလေဒီဂျမ်ဘိုက်ကကျွန်တော်တို့အခုတွေ့ရတဲ့လူတွေကကွက်တီဖြစ်နေတယ်ပြီးရင်နဘက်မှာထိုးတဲ့အရာဖြစ်နေတယ်နောက်ထူးဆန်းတာနော်ဒီထဲမှာတချို့လူတွေဝမ်းသာမဲ့စကားတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ဒီရဲ့သွေးရဲ့အမျိုးအစားလေလူသွေးဆိုတာကိုသိကြတယ်လူသွေးဖြစ်တာဟုတ်တဲ့အပြင်ကိုဘာဖြစ်နေလဲဆိုတော့သွေးမျိုးစားက AB သွေး AB သွေးသွေးမျိုးစား AB သွေးဆိုတာအရန်ရှားတယ်ဟုတ်ကဲ့တလောကလုံးမှာတကဘာလုံးမှာဆိုရင်300ခိုင်နှုန်း900ခိုင်နှုန်းအဲ့လောက်ပဲရှိတာပေါ့နော်ဆိုတော့ဒီရဲ့တယောက်ကဘာပြောဘူးလဲဆိုတော့ဒီတွေ့ရှိတဲ့ထဲကပေါ့နော်ဒီပညာရှင်တရားဘာပြောဘူးလဲဆိုတော့အကယ်၍သာရစ်ဘရဟိတ်သွေးကအမျိုးအစားခွဲမဲ့ဆို AB ဖြစ်နိုင်တယ်ပေါ့နော်ပြောချင်တာကရှားပါတယ်ဆိုတဲ့အရာပေါ့နော်ဆိုတော့ AB သွေးဖြစ်တယ်လို့ပြောသလိုဒီရဲ့ဒီပုတ်ကူပေါ့နော်အခုဒီအလောင်းထဲကပုတ်ကူရဲ့အရက်ကလည်း9ပေနဲ့17လက်မလို့ပြောတာရက်လဲတိုင်းသူတို့တိုင်းလို့ရတယ်ဆိုတော့တိုင်းလို့ရတယ်เนาะကျွန်တော်အဲ့ဒီမှာပုံလေးတွေလည်းနည်းနည်းပို့ပြီးတော့ပြပေးမယ်ဒီမှာတွေ့တဲ့အတိုင်းပဲဒီသွေးထဲမှာအရန်หนีတဲ့အကြောင်းကဘာလဲဆိုတော့သူ့ရဲ့အသက်ခံရတဲ့သူရဲ့အဲမှာပျက်စီးသွားတဲ့အရာတွေကြောင့်ထွက်လာတယ်လို့ပြောတယ်ဆိုတော့အထူးသဖြင့်ဒီသွေးအများဆုံးနေရာဘယ်နေရာမှာထွက်နေတယ်လဲဆိုရင်တဲ့အဲ့ဒီညာဘက်နံယိုးကနေထွက်နေတယ်အခုဝိုင်းထားတဲ့နေရာတွေ့လားမသိဘူးเนาะဆိုတော့အဲ့ဒီညာဘက်အဝိုင်းထားတဲ့နေရာလေးအဲ့ဒီနေရာလေးကသွေးအများဆုံးထွက်တဲ့နေရာဖြစ်တယ်ဒါကြောင့်မလို့ဒီရဲ့ဒဏ်ရာတွေအားလုံးကြည့်တဲ့အခါမှာတော့ဒါကတော့သေချာပေါက်ကတော့ယေရှုခရစ်တော်ဖြစ်တယ်လို့ပြောကြတယ်နောက်ပြီးတော့အဲ့ဒီမှာလက်မှာနော်လက်မှာကျွန်တော်တို့ဒဏ်ရာလေးတွေ့ပါလိမ့်မယ်အောက်ပိုင်းကိုကြည့်ပေးပါအောင်နော်ဆိုတော့အဲ့မှာလက်မှာဒဏ်ရာလေးရှိတယ်အဲ့ဒီဒဏ်ရာကြတော့ကျွန်တော်တို့တော်တော်များများကထင်တာပေါ့နော်လဝါကတိုင်နဲ့ပတ်သက်ပြီးတော့ဓာတ်ပုံတွေလုပ်တယ်ဆိုရင်အမြဲတမ်းဒီနားမှာဖောက်တယ်ဒါပေမဲ့သူတို့ကဒီနေရာမှာဖောက်လို့မရဘူးလို့ပြောပါတယ်ဘာလို့ဖောက်လို့မရဘူးလဲဆိုတော့ကျွန်တော်လူတစ်ကိုယ်လုံးရဲ့ weight ကိုမခံနိုင်ဘူးဒီမှာကြွက်သားပဲရှိတယ်ဘာမှမရှိဘူးမရှိတဲ့အခါမှာကျွန်တော်ဒီမှာဖောက်မယ်ဆိုရင်တဲ့အဲ့ဒီအရာကဒီစုပ်ပြဲသွားမှာပေါ့ကြွက်သားလူရဲ့ weight နဲ့စုပ်ပြဲသွားပြီးတော့ပြုတ်ကျသွားမယ်ဒါပေမဲ့ဒီရဲ့ပုံကိုရဲ့ဒဏ်ရာကဘယ်နားမှာသွားတွေ့နေရလဲဆိုရင်အခုဒီနားမှာလက်ကဝင့်နာကိုဂိုင်းကြည့်ပေးပါအဲ့ဒီမှာနည်းနည်းခြိုက်နေတဲ့နေရာလေးစမ်းကြည့်လိုက်
လက်ကဝက်ဒီအပေါ်ဖက်မှာအဲ့ဒီနေရာကိုဘယ်နေရာဘာလို့ခေါ်လဲဆိုတော့ Z area Z area လို့ခေါ်တယ်တဲ့အဲ့ဒီနေရာကအဲ့ဒီနေရာမှာဖောက်တာအဲ့ဒီကနေတန်ရိုက်လိုက်တယ်ဆိုရင်သူကဘာဒီလက်ကောက်ဝက်အယူနဲ့ခံနေတဲ့အတွက်ကြောင့်မလို့တော်ယုံတန်ယုံလူမပြုတ်ကြသွားဘူးအဲ့လိုမျိုးပြောတယ်ဒါကြောင့်မလို့ဒီရဲ့ပုံကိုရဲ့အနာကကျွန်တော်ထင်တယ်လို့เนาะကျွန်တော်မြင်နေကြဒီလိုနားမှာဖြစ်တာမဟုတ်ဘဲနဲ့ဒီရဲ့လက်ကောက်ဝက်နည်းနည်းလေးအပေါ်လေးပေါ့เนาะကျွန်တော်ထင်ထားတဲ့နေရာနဲ့တလက်မနှစ်လက်မလောက်တလက်မကြော်လောက်နေရာလောက်မှာတွေ့ရတာဖြစ်တယ်ဒီຢာကိုလည်းသူတို့ပြန်ပြီးတော့သိပ္ပံပညာရှင်တွေကပြန်လှုပ်ထားတယ်ဆိုတော့ဒါကတော့ဒီအလောင်းထဲကလူရဲ့အရာကိုပြန်ပြီးတော့ရုပ်နဲ့ပေါ်တာဒီအယုတ်ကိုရဖို့သူတို့15နှစ်ကြာတယ်လို့ပြောပါတယ်ဒီရဲ့အယုတ်ကိုပြန်ပြီးပုံဖော်ဖို့ပေါ့နော်15နှစ်ကြာတယ်ရုပ်မှာဆိုရင်တော့ဒီနိုင်ယုံနံပါတ်5နဲ့နံပါတ်6နေရာကြားထဲမှာထိုးပေါက်ခံရတာတွေ့မယ်ပြီးရင်လက်ကောက်ဝစ်မှာလည်းတန်မိုးအရာကိုတွေ့ရတယ်ဒါကြောင့်မလို့ဒီနေရာလေးမှာဒီနေရာမှာဖြစ်ပါတယ်လို့เนาะဒါကြောင့်မလို့ပြီးရင်ကိုခန္ဓာမှာလည်းအရာလေးနှစ်ပေါက်လေးတွေ့တယ်အဲ့ဒါကယောမကြာပိုးရဲ့လက်ချက်ဖြစ်တယ်ဆိုတာကိုတွေးစီချင်တယ်ဒါပေမဲ့အဲ့ဒါတစ်ချက်လောက်တာမန်လူကရိုက်ခံရရင်အနည်းဆုံးတစ်ပတ်လောက်ဖြားသွားနိုင်တယ်လို့ပြောတယ်ဆိုတော့ဒီအရာတွေကသွေးထွက်ပြီးတော့များစွာသူကခံစားသွားရတယ်ဆိုတော့ဒီရဲ့ကြောကုန်းမှာလည်းဒဏ်ရာတွေအနာတဘွဖြစ်တယ်အဲ့ဒီရဲ့ပုံအရာတွေ့ရတယ်ဆိုတော့ကျွန်တော်သိတယ်သခင်ယေရှုကလဝါကတိုင်းကိုအဲ့ဒါကြီးကိုထမ်းသွားပြီးတော့သွားတယ်ဒါပေမဲ့အရန်ထူးဆန်းတဲ့အရာလေးနောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့သူတို့ကဒီရဲ့ပုံကိုဟာသခင်ယေရှုဖြစ်ဖို့များတယ်ဆိုတဲ့တက်တည်တစ်ခုကဘာလဲဆိုတော့ဒီရဲ့အယုတ်ရဲ့မျက်နာနေရာတွေအားလုံးမှာပေါ့နော်သူတို့ကအမှုန်ဆက်လေးတွေရှိတဲ့ဟာလေးကနေဒီစုံတော့နော်သူကြတော့ဒီ criminology ပေါ့နော် criminal ဆိုတာကတော့ရာဇဝတ်သားတွေကိုဖမ်းတဲ့ဒီလိုစုံတော့ကအဲ့နာမှာအဲ့ဒီပိတ်သားရဲ့နေရာတချို့ကိုသူက tape လေးနဲ့ယူပြီးတော့အဲ့မှာကတ်နေတဲ့အမှုန်စလေးတွေကိုဓာတ်ခွဲခန်းပို့ပြီးတော့စမ်းသပ်တာအဲ့လိုဓာတ်ခွဲခန်းပို့ပြီးတော့စမ်းသပ်တဲ့အခါမှာဘာသွားတွေ့လဲဆိုတော့အထူးသဖြင့်မျက်နာပေါ့နော်နှာခေါင်းနေရာမှာဘာသွားတွေ့ရလဲဆိုတော့ပန်းဝတ်မုံတချို့ပါတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပန်းဝတ်မုံတချို့တွေ့တဲ့ဥစ္စာကဘယ်နေရာကဖြစ်နေတယ်လဲဆိုတော့ယေရုရှလင်မြို့မှာပဲရှိတဲ့ပန်းဖြစ်နေတယ်ဝေါရန်ကိုသေးစိတ်ရเนาะဒီเจ้าယောက်ကြားတဲ့ခါမှာအားလုံးပဲဒီယောက်ကြားတဲ့ခါမှာဆိုလို့ရှင်တော့တကယ်ပဲဖခင်ရဲ့မြတ်တာကိုဘိုးကြီးမှခံစားရမလို့ယုံကြည်တယ်ဆိုတော့ဆရာဒီအကြောင်းအရာတွေကိုကျွန်တော်တို့ဒီနေ့မှာကြားတဲ့ခါမှာအင်မတန်မှပေါ့เนาะကျွန်တော်တို့အရန်ကိုထူးဆန်းတယ်အရန်လည်းအားတင်တယ်တစ်ချိန်တည်းမှာပဲစမ်းစာမှာဖြစ်တဲ့အရာကအသက်ရှင်လာလို့ခံစားရပါတော့ဆိုတော့ဆရာဒီအကြောင်းအရာကိုဘယ်လိုဖြစ်ပြီးတော့မှလေ့လာဖြစ်သွားတာလဲပေါ့เนาะဘယ်လိုဖြစ်မှဒီအကြောင်းအရာကိုဒီလိုမျိုးပုံစံတီးရတာလဲပေါ့เนาะဒီပိတ်ချောနဲ့ပတ်သက်တဲ့အရာနဲ့ရှင်းပြပေးပါအောင် So ကျွန်တော်တို့ဒီပိတ်ချောနဲ့ပတ်သက်ပြီးတော့တီးတာတော့ကြာပြီနော်ဆိုတီးတာကြာပြီကျွန်တော်လေ့လာတဲ့လူဖြစ်တဲ့ခါမှာဒီအရာတွေသိတယ်ဒါပေမဲ့ကျွန်တော်ကိုဒီအရာကိုထဲထဲဝင်ဝင်လေ့လာဖို့မဖြစ်စေတဲ့အကြောင်းခုနပြောတဲ့အဒါကနှစ်ပေါင်း900လောက်ပဲရှိသေးတယ်နှစ်ပေါင်း2000မကြာသေးဘူးဆိုတော့ဒါဆိုတော့ငါတို့လေ့လာဖို့မလိုဘူးဆိုပြီးတော့ကျွန်တော်အဲ့ဒါကိုတစ်ချက်လောက်ပဲကြီးဖြစ်တယ်ဒါပေမဲ့အထဲထိမလေ့လာဖြစ်ဘူးပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတွေးရှိချက်တွေအသစ်ထွက်လာတဲ့နောက်ပိုင်းမှာတော့ပိုပြီးစိတ်ဝင်စားသွားစေတယ်ဒါလည်းတစ်ချက်ဖြစ်တယ်နောက်တစ်ခုကတော့ဒီအကြောင်းအရာကိုလေ့လာတဲ့အခါမှာဘာကြောင့်မလို့ယေရုရှလင်မြို့မှာရှိတိုင်းတဲ့ပန်းဝတ်မုံလေးတွေပါနေတယ်လေဆိုတဲ့အခါမှာတကယ်တော့အထူးသဖြင့်သူ့ရဲ့နှာခေါင်းနားမှာတွေ့တယ်ဆိုတော့အထူးကဒီနေ့တော့အားလုံးနားလဲစေချင်သခင်ယေရှုကများစွာအရိုက်ခံရထားပြီးတော့သွေးချင်းနဲ့သူသွားပြီးတော့အဲ့ဒီလက်ဝါးကားတိုင်ရဲ့ဒီအတန်းကိုထမ်းရသေးတယ်အဲ့အတန်းကိုထမ်းတဲ့ခါမှာကျမ်းစာပြောတယ်လဲတယ်လို့ပြောတယ်လဲတဲ့ခါမှာသူ့ကိုကူထမ်းပေးတဲ့သူเนาะဆိုတော့ပေါ်လာသေးတယ်အဲ့ဒီကူထမ်းပေးတဲ့သူရှိတယ်ဒါပေမဲ့ तू လဲတဲ့အချိန်မှာဘလောက်ထိလဲသွားလဲဆိုတော့အဲ့ဒီဒူးမှာလဲတဲ့အရာဖြစ်တဲ့အပြင်ကိုမျက်နှာမှာရိုက်သွားတာအဲ့လိုမျိုးမျက်နှာကိုရိုက်သွားတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီရဲ့မျက်နှာအထူးသဖြင့်နှာခေါင်းနေရာမှာအဲ့ဒီပန်းဝတ်မုံအစလေးတွေပါမှုကများတာကိုတွေ့ရတယ်ဝေါဆိုတော့အဲ့ဒီနေရာမှာပန်းဝတ်မုံဆိုတဲ့အရာကဘယ်ကနေရောက်ရှိလာလဲဆိုတဲ့အရာပေါ့နော်ဆိုတော့ရိုးတန်းဒီ OS မှာပါတဲ့အရာမဟုတ်ဘဲနဲ့သခင်ရဲ့ဒီနှာခေါင်းတော်မှာဒီ
ဒီသူ့ရဲ့ဒီဒဏ်ရာရဲ့ကြောင့်မလို့နာကျင်ဆိုတာဖြစ်သူခံစားတဲ့အချိန်မှာသူလဲတဲ့အချိန်မှာသူမျက်နှာနဲ့ကြမ်းပြင်နဲ့တခါတည်းရိုက်ပြီးတော့မှအဲ့ကနေကတ်လာတဲ့အရာပေါ့နော်ဟုတ်တယ်ဝါအဲ့လောက်ထိပေါ့နော်ဆိုတော့ဒီအရာလေးကိုတွေ့ရတယ်ဆိုတော့ဒီရောက်ကျွန်တော်လေ့လာဘူးတယ်နောက်တစ်ခုကတော့ဒါတော့ personal ပေါ့နော်ကျွန်တော်ဖျားရဲ့မျက်နှာတော်ကိုမြင်ဘူးခြင်းနဲ့စိတ်ရှိတယ်။နော်ဒီထဲမှာတော့ဘယ်နေရာအဲ့လိုစိတ်ရှိလဲတော့မသိဘူး။ကိုရောကိုတွေ့ဘူးခြင်းလိုက်တာ vision အနေနဲ့တော့ဖျားကိုတွေ့ဘူးတယ်။နော်ဒီလိုမျိုးအလင်းတန်းအနေနဲ့တွေ့ဘူးတယ်။ဒါပေမဲ့ဖျားရဲ့မျက်နှာတော်ကိုတော့တွေ့ဘူးခြင်းလိုက်တာဆိုတဲ့စိတ်ဆန္ဒအရင်ပြင်းပြတာလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကဖြစ်တယ်။အဲ့ဒီအချိန်မှာကျွန်တော်ကိုရောရဲ့မျက်နှာကိုတော့တွေ့ဘူးခြင်းနဲ့ဆိုတဲ့အရာနဲ့ဆူတောင်းမှုတယ်။ဆူတောင်းတဲ့အခါမှာနောက်ရက်မနေ့မှာရောက်တဲ့အခါမှာကျွန်တော် YouTube မှာသွားတဲ့အခါမှာအဲ့ဒီဗီဒီယိုလေး The Shroud of Turin မြို့ကပိတ်ချောစားဆိုတဲ့အရာကိုကြည့်ဖြစ်လိုက်တဲ့အခါမှာသူတို့ကအဲ့ဒီကနေရုပ်လုံးပေါ်တဲ့အရာလေးကိုပြတာပေါ့နော်အဲ့ဒါနဲ့ wow ဒီအရာကအရန်ထူးဆန်းတဲ့အရာဖြစ်တယ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲနားလည်ဖို့ကနောက်တစ်ခုအဲ့ဒီပုံစံအတိုင်းလုပ်လို့မရဘူးသိပ္ပံပညာရှင်တွေစူးစမ်းကြည့်တယ်သူတို့လုံးဝမရှင်းပြနိုင်တာကအခုလိုမျိုးဘာကြောင့်ဒီလိုရုပ်ပေါ်နေတာလဲဆိုတော့မရှင်းပြနိုင်ရှင်းပြနိုင်ဘယ်လိုမှရှင်းပြနိုင်ဟုတ်ကဲ့ပိတ်ချောစားမှာပေါ်စရာမရှိဘူးပေါ့အဲ့လိုပေါ်နိုင်ဖို့ကတဲ့သူတို့ပြောတာကလျှက်စစ်အား7 gigawatt ဆိုတာမြို့တစ်မြို့ကိုကောင်းကောင်းလျှက်စစ်ပေးနိုင်တဲ့ပမာဏထွက်ဖို့လိုတယ်အလင်းပေါ့ဟုတ်ကဲ့အဲ့လိုအလင်းထွက်မှပဲဓာတ်မှန်ရိုက်တယ်လို့ပိတ်ဆမှာပေါ်သွားမှာအဲ့ဆိုတော့တာမန်အဖြစ်မဖြစ်နိုင်ဘူးတာမန်လူသေးရဘလို့အလင်းထွက်မှာလဲအဲ့ဆိုလို့ရှိရင်အဲ့ပိတ်ဆပေါ်မှာကြံခဲ့မျက်နာကသခင်ယေရှုရဲ့မျက်နာလို့ပြောနိုင်ဖို့ရန်အတွက်ဘောနော်ဒီအလင်းတန်းဆိုတဲ့အရာနဲ့ပြောနိုင်ဖို့ရန်အတွက်သခင်ယေရှုရဲ့မျက်နာတော့လားဆိုတဲ့အရာပေါ့နော်ဆရာဒီဟာလေးသိချင်တယ်ဖြစ်နိုင်တာကပါလေသေးလားရှင်ပြန်ထမြောက်ခြင်းရှင်ပြန်ထမြောက်တဲ့အချိန်မှာဖြစ်သွားတဲ့နော်အဲ့ဒီရဲ့အလင်းကဒီရဲ့ပိတ်ဆမှာကြံခဲ့တယ်လို့ကျွန်တော်ကတော့အဲ့လိုခံယူတယ်။ဒါကြောင့်မလို့သိပ္ပံပညာရှင်တွေကတော့ဒါဘလို့မှမဖြစ်နိုင်ဘူး။ဒါဘလို့မှမဖြစ်နိုင်ဘူး။ဒီအပုံကြီးကဘလို့ကြံခဲ့မှာလဲ။တချို့ကလည်းပကြီးဆွဲတယ်စေးသားမရှိဘူး။ဒီရဲ့ပိတ်ပေါ်မှာစေးသားလည်းမရှိဘူး။ပကြီးလည်းမဟုတ်နေဘူး။ဆိုတော့ဒီအရာကြံခဲ့ဖို့ကခုနပြောတဲ့ရှင်ပြန်ထမြောက်ခြင်း။ဒါကြောင့်မလို့ဒီနေ့ပြောတာကိုလည်းအားလုံးတစ်ခုနားလည်စေချင်တယ်။အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီအကြောင်းကိုသိတာကြပြီဒါပေမဲ့မပြောဖြစ်ဘူးဆိုတာဒါကဟို Catholic တွေနဲ့ပဲဆိုင်တဲ့အရာလို့စိတ်ထဲမှာတော်တော်များခံစားကြတယ်နောက်ပြီးတော့ John Kevin ကိုနိုင်ကောဒီအကြောင်းပြောတယ်ဒါတွေလေ့လာစရာမလိုဘူးငါတို့ကဖျားကိုဒါတွေနဲ့ပတ်သက်ပြီးတော့စံတော်တွေဓာတ်တော်တွေနဲ့ကိုးကွယ်တဲ့သူတွေမဟုတ်ဘူးဒါကြောင့်မလို့ဒါတွေကိုလေ့လာစရာမလိုဘူးလို့သူကပြောခဲ့တာအဲ့လိုပြောခဲ့တဲ့အတွက်ကြောင့်မလို့လေအထူးသဖြင့်Protestant တွေပေါ့နော် Evangelical Christian တွေကစိတ်ဝင်စားကြအောင်ဘယ်သူတွေကပိုစိတ်ဝင်စားလဲဆိုတော့ Roman Catholic တွေကပဲပိုစိတ်ဝင်စားတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်ဒီအရာကိုဘာကြောင့်မလို့ဒီနေ့ပြောတာလဲဆိုရင်တော့သိချလေးနားထောင်ပြပါเนาะကျွန်တော်ဒါလေးတွေပြောပြီးတော့အဆုံးသတ်ချင်တယ်ဘာကြောင့်မလို့ဒီအရာကိုပြောလဲအကြောင်းရှိတယ်ဆိုတော့ကျမ်းပိုက်လေးတခုလည်းကျွန်တော်ပြချင်တယ်ဒီထဲမှာကျွန်တော်တို့ကြည်ရအောင်ဒီရဲ့အလောင်းတော်နဲ့ပတ်သက်ပြီးတော့တွဲပြီးပါလာတဲ့အရာလေးတစ်ခုရှိတယ်အဲ့ဒါကပိုင်းစာအဝတ်ပိုင်းလေးတစ်ခုတွေ့ရပြန်တယ်ဟုတ်ကဲ့အဲ့ဒီအဝတ်စာပိုင်းလေးကဘာဖြစ်နေလဲဆိုတော့ကျမ်းစာကပြောလဲဆိုတော့ယောဟန်20ထဲမှာပါတဲ့အရာကိုသွားပြီးတော့ဒီအရာကသွားပြီးတော့ကွက်တိဖြစ်တယ်ယောဟန်ခရစ်ဝင်အခန်းကြီး20ပိုင်းငယ်6မှာထို့အခါနောက်မှလိုက်လာတော့ရှီမုန်ပေကျူသည်လည်းရောက်လာ၍တင်းချိုင်းကူထဲသို့ဝင်ပြီးလေပိတ်ထည်များရှိနေသည်ကို၎င်းကိုရောဤဦးကောင်းတော်ကိုပတ်စည်းထားသောပဝါသည်ပိတ်ထည်များနှင့်အတူမရှိဘဲတနေရာတွင်တီးကြလိတ်ထားသည်ကို၎င်းမြင်လေ၏တဲ့ဆိုတော့သခင်ယေရှုရှင်ပြန်ထမြောက်တဲ့အချိန်မှာဂူထဲသွားကြည့်တော့ခုနပိတ်ချိုးကြီးရှိနေတယ်ပြီးတော့ခေါင်းကိုစီးထားတယ်ဆိုတော့ဘာလဲဆိုတော့သွေးတွေအရန်ထွက်တဲ့ခါမှာပထမအဆုံးသူတို့ကအဲ့ဒီအဝတ်နဲ့ခေါင်းကိုတုပ်ပေးလိုက်တာဟုတ်ကဲ့အဲ့ဒီတုပ်ပေးတဲ့အဝတ်ကိုလည်းတတ်တတ်လေးထားပေးတာဒါကြောင့်မလို့အဲ့ဒီအဝတ်ကထူးဆန်းတာကအဲ့ဒီအဝတ်ကသွေးနဲ့ပိတ်ချောစားရဲ့အဝတ်ကသူရအမျိုးအစားတူပဲဖြစ်တယ်နောက်ပြီးရင်သွေးထွက်တဲ့အကွက်ပုံစံအားလုံးကလည်းထပ်ကြည့်လို့ရတယ်ဒါပေမဲ့ထူးဆန်းတာအဲ့ဒီပိတ်စတီးတီးလေးမှာကြတော့မျက်နာတော့ပုံမပေါ်
ဘာကြောင့်လဲသူကတုတ်ပြီးတော့ဘေးမှာထားလို့ဒါမဲ့တကယ်အလောင်းကိုတကြိုခဲ့တဲ့ပိတ်ချောစားကြတော့မျက်နှာတော့ကိုရောရုပ်ကြီးပေါ်နေတယ်ဒါကိုကျွန်တော်တို့တွေ့ရတယ်ဆိုတာကိုပြောပြချင်တယ်ဆိုတော့အားလုံးပဲဒီနေ့ဖခင်ရဲ့မျက်နှာတော့လို့ပြောလို့ရတဲ့အရာလေးတခုဒီနေ့ပြချင်တယ်ဒါမဲ့သိချာနားထောင်ပါနော်တချို့လူတွေဒီအရာကိုသိချာသိစေချင်တယ်ချို့ comment တွေတွေ့တဲ့အခါမှာဒီအယုတ်ကိုတွေ့လို့ကိုးကွယ်ရမှာမဟုတ်ဘူးเนาะကျွန်တော်တို့ယုတ်တုကိုးကွယ်တဲ့သူတွေမဟုတ်ဘူးအဲ့ဒါကိုနားလဲစေချင်တယ်ယုတ်တုစင်းတုကိုလှုပ်ဖို့ဖရားလို့တော့မရှိဘူးဒါကြောင့်မလို့လေဖရားကသူနဲ့ပတ်သက်တဲ့အရာတစ်ခုမှကိုခြံထားမနေဘူးဘာလို့လူကတစ်ခုခုကိုတွေ့ရင်ကိုးကွယ်ခြင်းစိတ်ရှိတယ်ဒါပေမဲ့ဒီအရာတွေဒီနေ့သင်ပေးတယ်ပြတယ်ဆိုတာကျွန်တော်အချက်တစ်ချက်ကြောင့်ဒီနေ့ပြတာဖြစ်တယ်အဲ့ဒီအရာကိုခုနကျွန်တော်ဖတ်ခဲ့တဲ့ကျမ်းပိုက်မှာအောက်မှာပါတွေ့ရလဲဆိုတော့အပိုင်ငယ်၈ကိုဖတ်ပေးပါယောဟန်20ပိုင်ငယ်၈မှာထို့နောက်တင်းချိုင်းတော်သို့ဥစွာရောက်သောအခြားတပည့်တော်သည်အဲ့ဒါတခြားမဟုတ်ဘူးယောဟန် तू ကအခြားတပည့်တော် तू ပြောတယ်ယောဟန်ပေတရုနဲ့ယောဟန်အဲ့မှာပြောလဲအခြားတပည့်တော်သည်လည်းဝင်လာ၍ဘာတွေ့သွားလဲမြင်သဖြင့်ယုံကြည်လေ၏ပေတရုနဲ့ယောဟန်ကအလောင်းကိုတကြိုထားတဲ့ပိဿကိုတွေ့တဲ့အခါမှာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုယုံတယ်အာမင်ဒီကနေ့ပြောတဲ့အကြောင်းအရာရဲ့အနှစ်သာရကအဲ့ဒါအာမင်ဒီရဲ့ပိဿဟာသခင်ယေရှုကိုတကြိုခဲ့တဲ့ပိဿဖြစ်ဖို့ရာဂိုင်နှုန်းဟာတဲ့ဘလောက်များလဲဆိုရင်မဖြစ်နိုင်ချေဟာတဲ့1 in 200 billion လို့ပြောတယ်ဆိုတော့တချို့တွေတန်တရားရှိတဲ့သူတွေရှိမှဆိုတော့သိပ္ပံပညာရှင်တွေတွက်ပေးတယ်ဘီလီယံ200မှာတခုเนาะအဲ့လောက်ထိဖြစ်နိုင်ချေเนาะတခြားလူတယောက်ဖြစ်ဖို့ကအဲ့လောက်ပဲရှိတယ်တဲ့ပြောချင်တာကဒါသိပ္ပံပညာရှင်တွေကဒါကွက်တိဖြစ်တယ်လို့သူတို့ကတော့မပြောဘူးဒါပေမဲ့သူတို့မှာအဲ့လောက်ဖြစ်နိုင်ချေရှိတယ်ဒါပေမဲ့အလောင်းတော်ရဲ့ပိဿကိုတွေ့တဲ့အခါမှာပေတရုနဲ့ယောဟန်ကဖခင်ကိုယုံနေဒါကြောင့်ဒီကနေ့ကျွန်တော်ကပြောပြတယ်ဆိုတာသင်ကိုကိုးကွယ်ဖို့ဒါကိုရုပ်တုလုပ်ဖို့ပြောနေတာမဟုတ်ဘူးဒါကိုထိုင်ရှိခိုးဖို့ပြောနေတာမဟုတ်ဘူးမိတ်ဆွေအတွက်သခင်ယေရှုအသေးခံခဲ့တယ်ဆိုတာကိုသိနာလေစေချင်တာမိတ်ဆွေအတွက်ဒီအရာကိုကြားလိုက်တဲ့အခါမှာငါအတွက်ဒီလောက်တောင်နာကျင်စွာခံသွားပါလားငါအတွက်ဒီနေ့နားလဲလားအဲ့ဒီစူးရစ်တရဘူးဆိုတဲ့အရာကဘာလဲသိလားကြင်ချင်းကိုပုံဆောင်တယ်စူးရစ်တရဖူကအရင်တော့စူးတွေကလောကမှာမပေါက်ဘူးတဲ့ကဘာဦးကျန်ခန်းကြီး3ကြဆုံးပြီးတော့ကြရှုံးခြင်းအပြစ်လုပ်ပြီးနောက်ပိုင်းမှာဖြစ်လာတဲ့အရာကစူးပင်အဲ့ဒီစူးပင်ကိုသခင်ကစောင်းသွားတယ်စောင်းသွားတဲ့အပြင်ဘာပြောလဲဆိုတော့စာတန်ကိုပြောတယ်မင်းရဲ့ခေါင်းကိုလူသားကကြိတ်လိုက်မယ်သခင်ယေရှုအသေးခံသွားတဲ့နေရာကိုဘယ်လိုခေါ်လဲဦးခေါင်းခွန်အယံဂေါလဂေါသာဒါကြောင့်ဦးကောင်းခွန်အရက်နေရာမှာလဝါးကားတိုင်းစိုက်ပြီးတော့သခင်ကိုယ်တိုင်ကကိုကျင့်ချင်းအမင်္ဂလာအားလုံးကိုသူ့ပေါ်မှာယူတင်ဆောင်ရွက်သွားတဲ့အတွက်သင်နဲ့ကျွန်တော်လွတ်မြောက်သွားတယ်သင်နဲ့ကျွန်တော်ကယ်တင်ခြင်းရသွားတယ်ဒါကြောင့်မလို့မိတ်ဆွေဒီနေ့မှာဖခင်ငါ့ကိုချစ်ရလားလို့သိချင်ယောမ9ပိုင်ငယ်8မှာကျွန်တော်တို့ပြောထားတယ်ကျွန်တော်တို့အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အပြစ်ကြောင့်သေခံတော်မူ၍ဘုရားသခင်သည်ငါတို့ဟာအဘယ်မျှလောက်ချစ်တော်မူသည်ကိုငါတို့ဟာထင်ရှားစွာပြတော်မူ၏ဒါကြောင့်ဒီအရာတွေသိတဲ့အခါမှာကျွန်တော်ငါအတွက်ဒီလောက်တောင်မှချစ်ပါလားကျွန်တော်ဒါဒီ interview ပြီးခဲ့တဲ့ရက်ပိုင်းမှာကျွန်တော်ကြည့်မိတယ်ကြည့်မိတဲ့အခါမှာကျွန်တော်မနေ့အစောကြီးကျွန်တော်ဖခင်ကနှိုးတဲ့ချိန်မှာကျွန်တော်ကြည့်တဲ့ချိန်မှာကျွန်တော်တယောက်ထဲငိုတယ်ဆရာမကကျွန်တော်လိုက်ရှာတဲ့အခါမှာဘာဖြစ်တာလဲကျွန်တော်ရန်ခံစားတယ်ဒီအရာတွေအားလုံးကိုခံသွားပါလားမိတ်ဆွေဒီနေ့ဒီ program ကိုစိတ်ဝင်စားလို့ပဲကြည်တာဖြစ်ဖြစ်ဒါမှမဟုတ်ဝေဖန်ခြင်းလို့ပဲကြည်တာဖြစ်ဖြစ်သင်ဘာစိတ်နဲ့ကြည်သင်ကိုတခုသိစေချင်တယ်အာမင်သင်ကိုသိချစ်တဲ့အသက်ပေးတဲ့သခင်ယေရှုရှိတယ်အဲ့ဒီဖခင်ကအသက်ရှင်တယ်အလောင်းတော်ရဲ့ဖုံးထားတဲ့အဝတ်ပဲတွေ့တယ်အယိုးတော်တွေစံတော်တွေသွားတော်တွေမရှိဘူးဘာကြောင့်လဲသေခြင်းကထမြောက်တဲ့ဘုရားဖြစ်တယ်သူရဲ့ထမြောက်တဲ့အချိန်မှာလင်းသွားတဲ့အလင်းကြောင့်အခုအချိန်မှာဒီရဲ့ပိတ်ချောစမှာရုပ်ပုံပေါ်နေတယ်အဲ့ဒီရုပ်ပုံကိုဒီ
ဒီကနေ့ကျွန်တော်တို့ကကိုးကွယ်ဖို့မဟုတ်ဘူးဒီအရာတွေတွေးတဲ့အခါမှာသခင်ကကျွန်တော်တို့ကိုဘယ်လောက်ချစ်တယ်လဲဆိုတာသိဖို့ဖြစ်တယ်အကြောင်းမိတ်ဆွေဒီကနေ့မှာခရစ်တော်တင့်အတွက်ချစ်တဲ့အရာကိုခံစားရတယ်ဆိုရင်အခုအချိန်မှာအသက်တာကိုပြင်ဆင်ပါအသက်တာကိုပြင်ဆင်ပါခရစ်တော်ကျွန်တော်ဘဝကျမဘဝကိုဒီလောက်တောင်ချစ်တာကိုဒီနေ့မှာနားလည်ပြီနားလည်တဲ့အတွက်ကျမရဲ့အသက်ဝိညာဉ်အားလုံးကိုရောပဲအပိုင်ဖြစ်တယ်ကိုရောလက်ဝင်နိုင်ကျမဘဝကျွန်တော်ဘဝကိုအချစ်ပါတယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်ဆုတောင်းပေးမယ်ခရစ်တော်ထံမှာအသက်တာအနှံခြင်းတဲ့လူတွေ1လို့ရိုက်ပေးပါနံပါတ်1 1လို့ရိုက်ပေးပါဒါဆိုရင်ကျွန်တော်ဘယ်သူအတွက်ဆုတောင်းပေးနေလဲဆိုတာသိမယ်ဘုရားအလုံးလုံးနေတယ်ဒီကနေ့ဒီအရာတွေနားလေတဲ့အခါမှာသိလာတဲ့အခါမှာဒီခုနားလေစေခြင်းတယ်ကျွန်တော်တို့ဖတ်နေတဲ့တမန်ကျမ်းစာတကယ်ပဲမှန်ကန်တယ်တမန်ကျမ်းစာထဲကပြောတဲ့အကြောင်းအရာတွေဟာတကယ်ပဲမှန်ကန်တယ်ဒီအရာတွေမှန်ကန်တယ်ဒီပိဿကသခင်ယေရှုရဲ့အလောင်းတော်ကိုတကြိုခဲ့တဲ့ပိဿဖြစ်နေခဲ့မယ်ဆိုရင်ငါနဲ့ဘာဆိုင်လဲမိတ်ဆွေမေးကောင်းမေးလိုက်မယ်ဘာဆိုင်လဲသိလားသင်မေးခွန်းမေးရမယ်ဘာကြောင့်မလို့သခင်ယေရှုကရှိတာလဲရှိခဲ့တာလဲဘာကြောင့် तू ကသေခဲ့တာလဲဘာကြောင့်ရှင်ပြန်ထမြောက်ခဲ့တာလဲငါနဲ့ဘာဆိုင်လဲဆိုင်တယ်မိတ်ဆွေကိုကယ်ဖို့လာခဲ့တာကယ်တင်ရှင်ဖြစ်တယ်ကယ်တင်ရှင်ကိုလက်ခံခြင်းနဲ့ဆိုရင်ကျွန်တော်နောက်ကနေယေရှုပြည့်ဒီဆုတောင်းချက်ကိုလိုက်တောင်းပေးပါကျွန်တော်ရှေ့ကနေတိုင်ပေးမယ်သခင်ယေရှုခရစ်တော်ဘုရားကျွန်တော်ဟာအပြစ်သားဖြစ်ပါတယ်အပြစ်သားကိုကယ်ဖို့လောကကိုကြွလာကြောင်းဒီကနေ့မှာသက်သေထောက်ထားအများကြီးနဲ့သင်ယူရလို့ကိုရောကိုယေရှုတင်ပါတယ်ကျွန်ုပ်အတွက်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းတွေခံသွားတော့သခင်ကိုဒီကနေ့မှာလက်ခံကြောင်းလူရှိဖျားရှိမှာဝန်ခံပါတယ်အပြစ်အလုံးအတွက်လည်းနောင်တရ၍တောင်းပန်ပါတယ်သခင်လက်တော်ထဲမှာကျွန်ုပ်ဘဝကိုအပ်ပါတယ်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်မိတ်ဆွေဒီဆုတောင်းချက်ကိုတောင်းတယ်စိတ်လုံးသားအကျွမ်းမဲ့နဲ့သခင်ယေရှုကိုခေါ်ဖိတ်လက်ခံတယ်ဆိုရင်ဒီကနေ့ဟာသင်ရဲ့ကယ်တင်ရာနေ့ဖြစ်တယ်အာမင် welcome to the family ဒီစိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေဖခင်ရဲ့အကြံစီတွေသင်အတွက်များစွာရှေ့မှာပြုမဲ့အရာတွေရှိနေသေးတယ်ဒီအရာတွေအားလုံးအတွက် welcome to the family ပိုသီးခြင်းတဲ့အရာတွေရှိတယ်ဆိုရင်စာရေးသားဆက်သွယ်နိုင်တယ်အာမင်ကျွန်တော်နောက်ဆုံးပုံလေးတစ်ပုံပြပြီးတော့ကျွန်တော်ဆုတောင်းခြင်းနဲ့အဆုံးသတ်မယ်အဲ့ဒါကတော့ကျွန်တော်တို့ခုနဖခင်ရဲ့မျက်နှာတော်လား the face of God ဒီအရာကတော့ AI နည်းပညာနဲ့နောက်ဆုံးသူတို့ပြန်ပြီးတော့ပုံဖော်ထားတာဖြစ်တယ်ခုနပိတ်ချောစားကရှိနေတဲ့တကြိုခံထားရတဲ့သူရဲ့ပုံကိုယူပြီးတော့ AI နည်းပညာနောက်ဆုံးပေါ်နည်းပညာနဲ့ပြန်ပြီးတော့ရုပ်တော်ကိုပြန်ပြီးတော့ဖန်တီးထားတာဖြစ်တယ်။ဒါပေမဲ့သခင်ယေရှုကဒီလိုရုပ်ဖြစ်လိမ့်မယ်ဆိုသူတို့ခံမှန်းတာပဲဖြစ်တယ်နော်။ဒီလိုဟုတ်ကိုဟုတ်တယ်ဒီရုပ်ဖြစ်တယ်လို့ပြောတာမဟုတ်ဘူး။ဒီနေ့နားလဲစေခြင်းတယ်။ဒါကြောင့်ဒါလေးပြပြီးတော့ကျွန်တော်ဆုံးသက်ခြင်းတယ်။ဒီအလောင်းကိုတကြိုထားတဲ့ပိတ်ပစိုးဒါမှမဟုတ်ရင်ပိတ်ချောစားရဲ့ပုံကိုယူပြီးတော့ AI နဲ့ပြန်လှုပ်ထားတာအရာဖြစ်တယ်။အဲဒီမှာကြီးလိုက်တဲ့အခါမှာမုတ်စိတ်အဆုတ်ခံထားရတယ်။အလယ်မှာမရှိနေဘူး။ဒါမဲ့ဒါက9ပေ17လက်မ AB သွေးရှိတဲ့ဒီရဲ့ပုံကိုဖြစ်တယ်လို့သူတို့ကပြောကြတယ်။ဆိုမိတ်ဆွေတွေ့လား။ဒီຢာတွေကြီးတဲ့အခါမှာဖခင်သင်ကိုဘယ်လောက်ချစ်လဲ။နှစ်ပေါင်း2000တောင်ဒီရဲ့ပိဿကြီးကမပြတ်စီသွားဘူး။တခုခုတော့ဘုရားစကားပြောနေပြီ။တချို့လူတွေအတွက်သက်သေအထောက်ထားမလို့သခင်ကိုချစ်တယ်။တချို့လူတွေကတော့သက်သေဘလောက်များမယုံဘူး။သင်ပဲအုပ်စုထဲမှာပါလေ။ကျွန်တော်ဒီပုံမတွေ့ကြတဲ့ယေရှုကိုလက်ခံပြီးသားဖြစ်တယ်။မလိုဘူးကျွန်တော်အတွက်က။ဒါပေမဲ့တချို့လူတွေကဒီအရာတွေ့ဖို့လိုတယ်။ဒါပေမဲ့တချို့တွေကဒီလောက်တွေ့ပြီးတာတောင်မှလက်မခံနိုင်သေးဘူး။အဲကြောင့်ပြဿနာက facts မဟုတ်ဘူး faith ဖြစ်တယ်။အချက်လက်အထောက်ထားမဟုတ်ဘူးယုံကြည်ခြင်းဖြစ်တယ်
ယောက်မိတ်ဆွေဒီကနေ့အရာကြည်ချင်းအဖြစ်အသက်တာမှာတာ၍ယုံကြည်ခြင်းမှာတည်ဆောက်ဖို့ဖခင်ကတင့်အတွက်တင်တယောက်သေးပဲလောကမှာရှိမယ်ဆိုရင်လေအဲ့ဒီလိုမျိုးအသေးခံသွားမှာဖြစ်တယ်အဲ့လောက်ချစ်တဲ့မေတ္တာကိုဘယ်မှာမှရှာမတွေ့နိုင်ဘူးဒါကြောင့်တင်ရဲ့အသက်တာမှာဖခင်ရဲ့မေတ္တာကိုတာ၍နားလေလျက်ဖခင်ကိုတာ၍ကိုးစားတော်သူများဖြစ်ဖို့ဖခင်ထူကောင်းကြီးပေးပါစေကျွန်တော်ကောင်းကြီးပေးပြီးတော့အဆုံးသတ်ပါမယ်ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍ဆောင်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂိယုဏကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောလူတွေမပေးနိုင်နဲ့ဖျားသာပေးနိုင်နဲ့ကျမ်းမာခြင်းဝမ်းမြောက်ခြင်းနဲ့ညီသက်ခြင်းများသင်နဲ့သင်မိသားစုပေါ်မှာတက်ရောက်ပါစေယေရှုနာမ၌ဆုတောင်းကောင်းချီးပေးပါရယ်နောက်ထုံးလွှင့်ချက်မှာဖျားလိုတော်ရှိရင်အားလုံးပြန်လည်ဆုံတွေ့ပါအောင်မယ်တင်ခုလိုနာဆင်ခွန်အားနိုင်ခြင်းဟာမြန်မာ Worship Ministry ကိုလာဆင်ပန်ပိုးနေကြတဲ့ Kingdom Partners များအကြောင်းဖြစ်ပါတယ်။ဖျားခင်နိုင်ငံတော်ကျယ်ပြန့်ရေးအတွက်လာဆင်ပေးကမ်းပောင်းဖို့ရန်ဖိတ်ခေါ်လိုပါတယ်ရှင်။အခုကြားနာခဲ့ရတဲ့နှုတ်ပတ်တော်အဖြစ်ခွန်အားရရှိမဲ့လို့ယုံကြည်မျှော်လင့်ပါတယ်။ခွန်အားရဆိုလို့ရှိရင်ဒီတစ်ပတ်နဲ့ပြန်လည်ဝေမျှပေးဖို့ရန်တောင်းဆိုပါရစေ။ Myanmar Worship Ministry ရဲ့ website myanmarworship.com ကိုလည်းလာရောက်လေ့လာဖို့ရန်ဖိတ်ခေါ်ချင်ပါတယ်။တစ်ချိန်တည်းမှာ Myanmar Worship Ministry ရဲ့ social media platform များဖြစ်တဲ့ Myanmar Worship YouTube Channel, Myanmar Worship Facebook Page နဲ့ Myanmar Worship Instagram များကိုလည်းလာရောက်လေ့လာဖို့ရန်ဖိတ်ခေါ်ချင်ပါတယ်။နောက်တစ်ချိန်မှာပြန်လည်ဆုံတွေ့ကြပါစို့။ဖျားရှင်ကောင်းကြီးပေးပါစေ။